Hallelujah. အခုခါကောင်းပြင်ဆင်ပေးတဲ့ဖျက်ရှင်နာမတော်တာရဘုံကြည်ပါစေဒီကနေ့မှာပေါ့နော်ကျွန်တော်တို့အရောက်ချင်းစီတိုင်းဆူတောင်းဆက်ကပ်ထားကြတဲ့အတိုင်းပဲ BMCC နဲ့ CMC အခုလိုမျိုး combine worship အနေနဲ့လုံနိုင်ခွင့်ပေးတဲ့ဖျက်ခင်နာမတော်တာရဘုံကြည်ပါစေအာမင်ကျမ်းစာတစ်ပိုက်ရှုစွာဖတ်ချင်ပါတယ်နေ့တိမောသေအခန်းကြီး1အခန်းငယ်8အခန်းငယ်9အကြောင်းမူကားဖျားသခင်ဒီကြောက်တဲ့သောစိတ်တဘောကူငါတို့အားပေးတော်မူသည်မဟုတ်တကူပါသောစိတ်ချစ်တဲ့သောစိတ်ရှင်လင်းသောစိတ်တဘောကူပေးတော်မူ၏ဒီကနေ့မှာကျွန်တော်တို့ CMC မိသားစုတို့တော့အရန်ပဲထူးခြားတဲ့နေ့လေးဖြစ်တယ်ဘာလို့လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲဒီမှာကျတော့ချင်းလူဝက်ပြူတဲ့ခါကျတော့ကျွန်တော်တို့တကယ် big challenge တစ်ခုဖြစ်တယ်ဒါပေမဲ့ BMCC မိသားစုကနေပြီးတော့ဆူတောင်းစိတ်ကချင်းနဲ့ပါဝင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းအခုလိုမျိုးအားတင်ပြီးတော့ထွက်လာတာပေါ့နော်ဆိုတော့ဒီကနေ့မှာအားလုံးပဲလွတ်လွတ်လပ်နဲ့ကိုယ်ွယ်ချီးမွမ်းကြမယ်ပြီးတော့အားလုံးဘေးညာမှာရှိတဲ့ကိုယ့်ရဲ့မိတ်ဆွေတို့ပြောကြရအောင်ဒီညမိတ်ဆွေနဲ့တူတူချီးမွမ်းကိုယ်ွယ်ခွင့်ရတဲ့အတွက်ကြောင့်အရာမဲဝမ်းသာပါတယ်ဆိုပြီးမှကြောင်းနဲ့ကြောင်းနှုတ်ဆက်ကြရအောင်အရာမဲဝမ်းသာပါတယ်တော့အစားအရာမဲဝမ်းသာပါတယ်ကျေးဇူးတင်တယ်နောက်ပြီးတော့နောက်တစ်ချက်ပေါ့နော်ဒီနေ့ညမှာလွတ်လွတ်လပ်လပ်နဲ့စိတ်နှလုံးအကျွမ်းမဲ့အတူတူချီးမွမ်းကြဖို့အားလုံးဖိတ်ခေါ်တယ်ချီးမွမ်းကိုယ်ွယ်ဖို့ရန်အတွက်မတ်တရက်နိုင်တဲ့သူရောက်စီတိုင်းမတ်တရက်ဖို့ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်တူတူချီးမွမ်းကြပါစို့ပထမဆုံးအနေနဲ့အားလုံးရကြမယ်ဆာလန်တစ်ခုနဲ့စာပြီးတော့မှချီးမွမ်းကြရအောင်အ
Yesu, I
ကျွန်တော်ရဲ့နှလုံးသားကြံစည် ကျွန်တော်ရဲ့နှလုံးသားကြံစည်ဆုံးဖြတ်ချက်တွေနဲ့လို့ရတိုင်းဒီခေတ်ရဲ့the born agency လို့တော့တိုင်းချင်လို့ဒီ ကျွန်တော်ရဲ့နှလုံးသားဆန္ဒ ကျွန်တော်ရဲ့နှလုံးသားစံတာဒီခေတ်ရဲ့the born လို့နဲ့စ
ချက်တွေတဲ့ဆန္ဒများစွာတဲ့ကိုယ်တော်အားရှိမြောက်ကိုကွယ်မယ်ရှင်သာကြောင့်ရာပါဒီဘုံထဲမှာကျွန်တော်အရင်တော့ချင်းကခင်ထွက်ပါယေရှုရှင်ဘူရောတပါသာကမဆက်ဆက်ဘုံကြည့်စေပါဆက်ဆက်ဘုံကြည့်စေပါအနေနဲ့ကြဘယ်လိုရရီကြုံတွေ့ချ
သက်တာမှာတကယ်ပဲဒီကြီးစိုးတော်အကြောင်းကကျွန်တော်တို့ဒီကနေ့ချစ်သက်ရှင်နိုင်တာဖြစ်တယ်ဒါတင်မကဘူးကျွန်တော်တို့တယောက်ချင်းစီတိုင်းကဖျားသခင်ရဲ့သားသမီးတွေတင်မကပဲနဲ့တကယ်အခွင့်ထူးခံဒီဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြန်လည်ပြီးတော့မှဒီကနေ့ညမှာမေးဖို့တတိပေးခြင်းနဲ့ဒီသချင်းလေးအဖြစ်ကိုပြန်လည်ပြီးတော့မှခွန်အားယူပြီးမှဒီဆူချီမန်ကြရအောင်
show my hand. The king of Gulonga, I think I can move. You got right at my head to go soon. She and that long so till I got. So be my job, I lay darling, I do to be. Chimon go great out chin Sidan at the Dama, Chimon go great chima season de Groya Lum Yao Chin, Grosima Lare County, Mingalamia Sisin Siro Muba, Yishu Namana Sudan Sikabaka Pia the King. မင်္ဂလာပါယနေ့ယခုလိုတာယာတဲ့ညချမ်းလေးမှာကျွန်တော်တို့ CMC အတင်းတော်နဲ့တကွ BMCC အတင်းတော်တို့ဂုဏ်တော်ချီးမွမ်းဖို့ရန်အတွက်အချင်းအခါသမယကိုပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ကိုဥစွာပထမချီးမွမ်းလိုပါတယ်ယနေ့ညဂုဏ်တော်ချီးမွမ်းခြင်းအခမ်းအနားသို့ကြွရောက်လာတဲ့အရောက်စီတိုင်းလဲဘုရားရှင်ဆက်လက်ကောင်းချီးပေးပါစေလို့ဥစွာပထမပြောကြားလိုပါတယ်ကျွန်တော်ကကြတော့ဒီနေ့ညရဲ့ဂုဏ်တော်ချီးမွမ်းခြင်းအစီအစဉ်ကိုတဘာပရိအဖြစ်ဆောင်ရွက်သွားမယ်vantage ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ယနေ့ညရဲ့ချီးမွမ်းခြင်းအစီအစဉ်ကကျွန်တော်တို့ bulletin မှာပါတဲ့အတိုင်းအပြောင်းလဲမရှိပါဘူးအဲ့တိုင်းကျွန်တော်တို့အစဉ်လိုက်ကျင်းပသွားမှာဖြစ်ပြီးတော့ကျွန်တော်တို့bulletin မှာအမှားလေးတစ်ခုရှိတာဖြစ်တဲ့အတွက်sermon မှာကျွန်တော်တို့ Reverend Kamhau Pao လို့ရေးထားတဲ့ဥစ္စာလေးကိုကျွန်တော် Dr. Kamhau Pao ဆိုပြီးတော့ပြင်ပေးကြရန်လဲမေတ္တာရက်ခံလိုပါတယ်ဆိုတော့ကျွန်တော်တို့နောက်ပိုင်းမှာလဲကျေးဇူးတင်စကားပြောကြားမှာဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့ဒီနေ့ညအထူးဧည့်သည်အဖြစ်ကျွန်တော်တို့နဲ့အတူတကွကြွားရောက်ပြီးတော့ဂုဏ်တော်ချီးမွမ်းဖို့ရန်အတွက်ရောက်ရှိလာတဲ့ BMCC အသင်းသားများကျေးဇူးပြုပြီးတော့ထိုင်တဲ့နေရာနဲ့မတ်တရက်ပေးပြီးတော့ CMC အသင်းသားများအနေပဲလက်ခုပ်တံများဖြစ်ကျူဆူကြောင်းပြသလိုက်ရအောင်လားခင်ဗျာโอเคကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခမ်းအနားဒီဂုဏ်တော်ချီးမွမ်းခြင်းအစီအစဉ်ကကြတော့ဒီဆွမ်းနာပြောသလိုကျွန်တော်တို့အစဉ်လိုက်သွားပြီးတော့welcome speech ပြီးရင်ကျွန်တော်ကပြန်လေဦးဆောင်မှာဖြစ်ပါတယ်အဲ့ဒီကိုကျွန်တော်တို့အစဉ်တိုင်းဆောင်ရွက်ပေးဖို့ရန်အတွက်မေတ္တာရက်ခံလိုတယ်ပထမဦးစွာအနေနဲ့အခုချိန်မှာကြတော့ဂုဏ်တော်ချီးမွမ်းဖို့ရန်အတွက် Lang Abigail Link ကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါချိန်နာခွင့်ကောင်းကိုပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတော်တာရီပုံချခြင်းရှိပါစေဆိုတော့အာဘီဒီနေ့လက်မလျှော့တဲ့အချစ်ဆိုတဲ့သချင်းနဲ့ဘုရားရှင်ဂုဏ်တော်ကိုချီးမွမ်းချင်ပါတယ်
se ne me da ja de shi le a ting a the kin ne do shall la me the kin la kai se she sa na ge yong ji de be la ma ja shang bu to know that go be ne ye we be ge do la ma sure that chin ne che be do the kin ne da do me ya ma mu bu a chain ne dai na ma she be do Yeshu ki jam se ne me da ja de shi le a ting a the kin ne do shall la me the kin la kai se she sa na ge yong ji de be la ma ja sang bu to know that go be ne ye we be ge do la ma sure that chin ne che be do the kin ne da do be ya ma ma mu bu chain ne dai na ma she be do Yeshu ကျွန်တော်ရှိတဲ့မောဖျားရှင်ကောင်းချီးပေးပါစေအားလုံးပဲမင်္ဂလာပါရှေးဥစွာဒီလိုနိုင်အချင်းကိုပြင်ဆင်ပေးတဲ့ဖျားရှင်ရဲ့နာမတော်ကိုရှေးဥစွာချီးမွမ်းချင်ပါတယ်ဒီကနေ့ပေါ့နော်ကျမတို့ပြင်ဆင်ထားတဲ့ဆူတောင်းထားတဲ့အတိုင်းပေါ့နော် BMCC အသင်းတော်နဲ့အတူတကွဒီမှာမိတ္တဟာရောက်ပြုခွင့်ပေးတဲ့အတွက်လည်းဖျားရှင်ရဲ့ဘာနာတော့ထပ်ပြီးတော့ချီးမွမ်းချင်ပါတယ်အခုနကပေါ့နော်ကျမပြုလုပ်မဲ့အရာလေးကိုဒီ chairman နဲ့ပြုလုပ်ပြီးသွားတဲ့အတွက်ပေါ့နော်ဒီဟာလေးကျမ next slide ပါမယ်လို့ဒီလိုမျိုးကျမတို့အသင်းတော်တစ်ခုနဲ့တစ်ခုမိတ္တဟာရပြုခြင်းဟာအရန်လှပတဲ့အစီအစဉ်လေးဖြစ်ပါတယ်ပြီးတော့မှဒီစီစဉ်လေးပြုလုပ်တဲ့အတွက်လည်းဖျားသခင်လည်းဝမ်းမြောက်ဝမ်းသာဖြစ်မယ်လို့ကျမယုံကြည်တယ်နောက်နှစ်များမှာလေပေါ့နော်ဒီလိုအစီအစဉ်လေးကိုကျမတို့ပြုလုပ်သွားဖို့ရန်အတွက်ကျမလည်းဒီကနေကျမအနေနဲ့တိုက်တွန်းချင်တယ်ပေါ့နော်ပြီးတော့မှကျမတို့ဒီအသင်းတော်ကနေပြီးတော့ပြင်ဆင်ထားတဲ့အရာလေးရှိပါတယ်လို့ကျမဒီမိသားရပြီးတဲ့အချိန်မှာပေါ့နော်ကျမတို့အသင်းတော်ကနေပြီးတော့ဆံပြုတ်အားရှိစေမဲ့တပတ်တာလုံးပေါ့နော်တပတ်တာလုံးအလုံးမှာလုံနေကြရဆိုတော့အပြတ်မှာဆိုလို့ကျမတို့ကစက်သားဆံပြုတ်လေးပေါ့နော်ကျမတို့ပြင်ဆင်ထားပါတယ်လို့ဒီမှာရောက်လာကြတဲ့ညီကောင်မောင်နှမအကုန်လုံးပေါ့နော်အိမ်မပြန်ကြဘဲနဲ့အကုန်လုံးဒီမှာတော့မဟုတ်ဘူးဒီမှာတော့မဟုတ်ကျမတို့ချင်း house မှာတွားပြီးတော့မှကျမတို့စားတော့ကြမှာဖြစ်ပါတယ်တယောက်မှမကြံပေးပါနော်ကျမတို့ချင်း house မှာအတူတကွစားတော့ဖို့ရအတွက်လည်းဒီကနေဖိတ်ခေါ်ခြင်းနဲ့ပြီးတော့မှကျမတို့ဒီလိုမျိုးတွေးဆောင်ရခြင်းဟာကျမတို့လူအနေနဲ့တော့အရန်ခက်ခဲပါတယ်လို့အရာဟာကျေးဇူးတော်အဖြစ်ဖြစ်ပါတယ်ဒီနေ့ရောက်လာကြတဲ့အသင်းသူအသင်းသားပေါ့နော်အကုန်လုံးကိုဒီကနေကျေးဇူးတင်ကြောင်းပြောကြလို့ရပြီးတော့မှဒီကနေ့ဒီညမှာအစီအစဉ်ဥဆောင်ပေးကြတဲ့ဒီ Praise and Worship Team တော်လကောင်ပြီးတော့ဒေသနာဟောကြားပေးမဲ့ဆရာပေါပြီးပေါ့နော်ဆရာပေါပြီးပေါ်လဲသူပဲကျေးဇူးတင်တယ်ပြီးတော့မှ BMCC ကနေပြီးတော့ group sound လဲဒီကနေပြီးတော့တီဆူမှာဖြစ်တဲ့အတွက်လဲပြင်ဆင်ပေးတဲ့အတွက်လဲအရင်ပဲကျေးဇူးတင်ပါတယ်ပြီးတော့ solo အနေနဲ့တော်လကောင်တွေ့အနေနဲ့တော်လကောင်ဒီမှာအကုန်လုံးချီးမြှင့်ပေးကြတဲ့ချီးမွမ်းပေးကြတဲ့အရောက်စီတိုင်းကိုဖျားရှင်တာရွေးကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ဆိုတော့ကုံတော်ချီးမွမ်းပေးသွားတဲ့အာဘီကလင်းအပြင်ကျွန်တော်တို့ရဲ့CMC Youth Fellowship ရဲ့ Vice Chairman အပေါ်မှာကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ယခုချိန်မှာကြတော့ကျွန်တော်တို့ရဲ့အထူးဧည့်သည်တော်များဖြစ်ကြတဲ့ BMCC ရဲ့တင်းတော်ကိုကုံတော်ချီးမွမ်းပေးဖို့ရန်အတွက်ပြင်ဆင်လာတဲ့ group sound ကိုချီးမွမ်းပေးဖို့ရန်အတွက်ဖိတ်ခေါ်လိုပါတယ်ကုံတော်ချီးမွမ်းခြင်းအပြီးမှာကျွန်တော်တို့ဒီအစီအစဉ်တိုင်းသွားပြီးတော့ duet ထီကိုဒီတိုင်းဆက်လက်သွားပြီးတော့ကျွန်တော်duet ပြီးမှပဲကျွန်တော်ကဆက်လက်ပြီးတော့ဥဆောင်သွားမှာဖြစ်ကြောင်းကိုလည်းကြေညာလိုပါတယ်
ဆက်ပါတယ်ကျွန်တော်တို့ကတော့အားလုံးလဲတည်ပြီးသားเนาะကျွန်တော်တို့ BMCC ကဖြစ်ပါတယ်ကျွန်တော်တို့ဘူချွန်မြန်မာအသင်းတော်ကဖြစ်ပါတယ်ဒီနေ့မှာလာရောက်ရတဲ့အတွက်အခုခါပေးတဲ့ဖခင်ကိုလည်းကျေးဇူးတင်တယ်လို့နှွေးနှွေးထွေးထွေးနဲ့ကြိုဆိုပေးကြတဲ့ CMC ညီကိုမောင်နှမယုံကြည်သူအားလုံးလည်းအထူးကျေးဇူးတင်ကြောင်းကျွန်တော်တို့လူငယ်များကိုစားဒီနေ့ကနေပြောချင်ပါတယ်ပြီးခဲ့တဲ့လမှာဆိုတော့ကျွန်တော်တို့ရဲ့အသင်းတော်မှာလုပ်ဖြစ်တယ်ပေါ့နော်အရင်ပဲကောင်းတယ်ဒီလမှာလည်းပဲဒီနာမှာဒီအသင်းတော်မှာပြန်လုပ်ဖြစ်တဲ့အတွက်ပေါ့နော်ဖခင်အခွင့်ပေးတဲ့ဖခင်ရှင်ကိုအထူးကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ချီးမွမ်းကိုးကွယ်ခြင်းတွေမှာလည်းကျွန်တော်တို့အရင်ပဲခုံအားရတယ်ဆိုလိုဆောင်အဖြစ်လဲကျွန်တော်တို့အများကြီးခုံအားဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဒီလိုမျိုးလို့ဆောင်ရတဲ့အရာဟာကျွန်တော်တို့ရဲ့လူသားဒီလောက fellowship တာမကဘဲနဲ့ကျွန်တော်တို့ဝိညာဉ်အတွက်လည်းအများကြီးကောင်းချီးဖြစ်တယ်ဆိုတာခံစားရတယ်ပေါ့နော်ဆက်ပြီးမှနောက်နှစ်ဒီမှာလည်းဖခင်အခွင့်ပေးတယ်ဆိုရင်အတူတကွကျွန်တော်တို့ဆက်ပြီးသွားကြရအောင်ဆိုတာလေးတိုက်သွင်းနေပေါ့နော်ပြီးတော့ကျွန်တော်တို့အသင်းတော်အတွက်လည်းပဲခဏနေကျရင်တော့ကျွန်တော်ပါစတာလည်းအများကြီးပြောမှာပါလူငယ်များအနေနဲ့ပေါ့နော်ကျွန်တော်တို့ကျွန်တော်ရဲ့အသင်းတော်ထဲမှာလည်းဆက်ပြီးမှဒီမှာဆူတောင်းပေးကြပါပေါ့နော်ကျွန်တော်ရဲ့ချီးမွမ်းကိုးကွယ်ခြင်းဟာကျွန်တော်တို့အတွက်လည်းအရေးကြီးတဲ့အရာဖြစ်တဲ့အတွက်ဖခင်ရှင်ကပိတ်သိတဲ့ချီးမွမ်းကိုးကွယ်ခြင်းတွေလည်းကျွန်တော်ဆက်ပြီးသွားနိုင်ဖို့ဒီအရာတွေအတွက်လည်းပေါ့နော်ဆူတောင်းပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဟုတ်ပြီအများကြီးမပြောတော့ဘူးเนาะကျွန်တော်အဖွဲ့သားတွေအကြိုက်ရခိုင်းတယ်ဖြစ်သွားမှာဆိုလို့ဆိုအိမ်ပြန်ရောက်မှကျွန်တော်ညချမ်းဆယ်ထားမှာเนาะကျွန်တော်စူကြမှာဆိုလို့ကျွန်တော်ဒီလောက်နေပဲစကားအများကြီးပြောချင်ပါတယ်နောက်မှပြန်ပြောပါမယ်လို့ဆိုတော့ကျွန်တော်တချင်းလေးတစ်ပုတ်ပြင်ဆင်လာပါတယ်အားလုံးနားထောင်ပေးကြပါလို့
ဖျားရှင်ထံတော်ဘာမှာဆုတောင်းဆက်ကကြပါစို့နာနာတကုတဲ့ပြည်စုံတော်မူသောကျွန်တော်တို့၏အဖဒီနေ့ဒီထီချင်းကျွန်တော်တို့ရဲ့တက်တာကိုကွယ်ကမဆာလမ်းပြပို့ဆောင်လျက်ဤအချိန်ခါတမယာကိုပြင်ဆင်ပေးသောကြောင့်နာမတော်မြတ်ကိုချီးမွမ်းပါ၏ကရောပပြကျွန်တော်တို့၏ကယ်တင်ရှင်ကျွန်တော်တို့၏ကိုကွယ်ရာကျွန်တော်တို့၏ဌာနဖြစ်ကြောင်းကိုကျွန်တော်တို့ခံပါ၏သူတဖြင့်ကရောပပြကျေးဇူးတော်ဂရုဏာတော်ကြောင့်ဒီကနေ့ညBMCC အသက်တော်နဲ့အတူဘာဖျားရဲ့ကိုတော်ကိုတိုးဝင်အချင်းကထောပနာပြရတော့အခွင့်ဘာဖျားကိုစစ်တောင်းစကအာနာရတော့အခွင့်ဘာဖျားရဲ့ဒေသနာတော်ကိုဂျာနာရတော့အခွင့်ကိုပြင်ဆင်ပေးတော့ကြောင်းလေကိုတော်ဘာဖျားကျေးဇူးတော်ကိုချီးမွမ်းပါရယ်ဤအချိန်ခါတမယာဒီကိုတော်ဘာဖျားကျေးဇူးတော်တက်ဖြစ်ကြောင်းကိုဝန်ခံပါ၏သူတဖိကိုတော်ဘာဖျားBMCC အသေးတော်မှာရှိနေကြတဲ့ညီကိုမောင်နှမများတော်လကောင်း CMC မှာရှိနေကြသောညီကိုမောင်နှမများတယောက်ချင်းစီရဲ့အသက်တာကိုဒီနေ့ထိအဖဖရာလက်တော်မှာဖွက်ထားလျက်လမ်းပြပို့ဆောင်တော်မူသောကြောင့်လဲကိုရောဖရာကျေးဇူးတင်တယ်သူတပင်းကိုရီးယားနိုင်ငံမှာနေထိုင်ရသောအခွင့်ကိုပြင်ဆင်ပေးသောကြောင့်ကျေးဇူးတော်များကိုချီးမွမ်းပါ၏ကိုရီးယားနိုင်ငံမှာအဖဖျားပညာစီးပူနိုင်ရတော့အခွင့်ကိုလည်းပြင်ဆင်ပေးတော်ကျေးဇူးတော်ကိုချီးမွမ်းပါ၏အလုံးလုံးနိုင်ရတော့အခွင့်ကိုပြင်ဆင်ပေးတော်ကြောင့်လည်းကျေးဇူးတော်ပေါင်းတော်ကိုချီးမွမ်းပါ၏အထူးသဖြင့်အဖဖျားရဲ့သားသမီးဖြစ်ကြောင်းကိုဝန်ခံတတ်တဲ့ခံရတော့အခွင့်ထုကိုပြင်ဆင်ပေးတော်ကြောင့်နာမတော်မြတ်ကိုချီးမွမ်းပါတယ်ဒီကနေ့ညမှာလည်းအဖဖျားရဲ့ကျေးဇူးတော်တတ်တဲ့အဖြစ်နာမတော်မြတ်ကိုချီးမွမ်းဖို့ရအတွက်ဒီကနေ့မြတ်ဒီနေရာမှာလာရောက်ပြီးမှအတူတကွစီဝေးလျက်အဖဖျားထိုင်တော်ပါတို့အဖဖျားကိုတော်ကိုတီဆိုချစ်မွန်နာရတော့ခုကိုပြင်ဆင်ပေးတဲ့အခါမှာကိုတော်ဖျားနာမကိုတော်မြတ်ကိုချစ်မွန်ပါတယ်သူတပင်ခါဒီငင်းတင်ညာကျွန်တော်များဆူတောင်းလိုပါတယ် MBCC မှာရှိနေကြသောညီကိုမောင်နှမများတယောက်ချင်းစီအသက်တာကိုလက်တော်နာပြန်နေပြီးတော့မှစက္ကအနာမရကိုတော်ဖျားတချို့သောသူတွေကြောင့်ပညာသင်ကြားတော်သူများရှိကောင်းရှိနိုင်ထိုသူတို့များအတွက်ကျွန်တော်များဆူတောင်းပေးပါတယ်အဖဖျားတာလင်းကျွန်တော်တို့ရဲ့ဉာဏ်ပညာအဖဖျားတာလင်းကျွန်တော်တို့ရဲ့တက်ဆွမ်းတော့အစွမ်းရည်ဖြစ်ကြောင်းကိုကျွန်တော်တို့ဝန်ခံလျက်ကလေးတငယ်များတယောက်ချင်းစီတက်တာကိုလက်တော်နာပြန်နေပြီးတော့မှစက္ကအနံပါ၏မိမိရဲ့လူအင်ဆန္ဒများပြည့်စုံနိုင်ဖို့အလုံးကမိမိရဲ့အတန်းပညာရမြတ်ကိုပြီးစီးအောင်မြင်နိုင်ဖို့အလုံးကယေရှုနာမနဲ့သူတို့ကိုဆူတောင်းပေးတဲ့ကောင်းချီးပေးပါ၏သူတို့ရဲ့အတန်းတစ်ကိုလည်းလက်တော်နာပြန်နေပြီးတော့မှစက္ကအနံပါ၏အောင်မြင်နိုင်ရတော့အခွင့်ကိုသူတို့ကိုပေးသနာတော်မူပါအဖဖျားသူတို့နဲ့အတူပါရှိတော်မူပါဆိုလိုမမိကြီးကိုဉာဏ်ပညာပေးတော့အဖဖျားဖြစ်ကြောင်းကိုသူတို့နိုင်လဲတက်တည်ပြန်လဲပြီးတော့မှထူတော်မူပါအဖဖျားဤသူတို့လာတဲ့အခါမှာအဖဖျားဘာမှမရှိဘဲနဲ့အဖဖျားအလဟတာအဖဖျားဘာမှမရှိဘဲနဲ့ဘလက်ချစ်တဲ့နဲ့ဒီနေရာမှာဒီနိုင်ငံမှာရောက်ရှိလာကြတော်ညာလည်းပဲအဖဖျားသူတို့ပြန်တဲ့အချိန်မှာအဖဖျားထံတော်ပါမှာလာတော့ဉာဏ်ပညာနဲ့ပြည့်စုံပြီးတဲ့ကာလအဖဖျားချမ်းသာကြွယ်ဝခြင်းနဲ့အတူသူတို့ပြန်နိုင်ဖို့အလုံးကကျွန်တော်များဆုတောင်းပေးပါ၏တချို့တော်သူများဒီဖဖျားအလုံးလုံးတော်သူများဖြစ်ကြပါ၏အဖဤသူတငယ်များအတွက်လည်းပဲကျွန်တော်များဆုတောင်းပေးပါရယ်ကိုရောဖဖျားသူတို့နဲ့အတူပါရှိခြင်းအပြီးဘုံတော်ကိုထင်ရှားစေတော်မူပါနေစီနဲ့အမြတ်ခွန်အားဘလာခွန်အားအမြတ်ကိုပြည့်ပေးတဲ့အဖဖျားသူတို့ကိုဘေးအန္တရာယ်အပေါင်းဆုံးများနေပြီးတော့လွင့်ညချတာတော့အခွင့်ကိုသူတို့ကိုပေးသနာတော်မူပါကွယ်ကာမဆလမ်းပြပူဆောင်တော်မူပါအဖဖျားဤအတဲ့တော်မှာရှိနေကြတော့ညီကိုမောင်နှမများဖဖျားကလေးတငယ်များအားလုံးအတွက်လည်းပဲကျွန်တော်များဆူတောင်းလိုပါတယ်သူတို့ရဲ့အဖဖျားရဲ့ပညာရေးစီပွားရေးအရာခတ်သိမ်းကိုလည်းလက်တော်နာပြန်လည်းပဲတော့မှစက္ကအနံပါ၏ဤသူတငယ်များအားလုံးကိုအဖဖျားသူတို့နဲ့ကောင်းချီးပေးတော်မူပါအထူးသဖြင့်အဖဖျားကိုရောဖဖျားကက်တင်ချင်းတရားဒီတနာတော်ကိုအဖဖျားလက်ခံလျက်အဖဖျားရွေးနှုတ်ကက်တင်ရသောအကြောင်းတရားကိုသိရှိနားလည်လျက်အဖဖျားဘုန်းတော်ကိုထင်ရှားစေသောသားသမီးများဖြစ်စေတော်မူပါအဖဖျားဝိညာဉ်တဘောနဲ့အသက်ရှင်တော်သူများဖြစ်စေတော်မူပါလောကီရေးရာနဲ့တတ်မဲ့တော်သူများမဖြစ်စေဘဲနဲ့အဖဖျားနိုင်ငံတော်အတွက်မိမိရဲ့အသက်တာကိုအဖဖျားဘုန်းတော်ထင်ရှားဖို့အလုံးကပေးစွမ်းတတ်တော်သူများဖြစ်စေတော်မူပါအဖဖျားယေရှုနာမနဲ့သူတို့ကိုကောင်းချီးပေးလက်ဆုတောင်းပေးပါတယ်ဒီကနေ့ညအဖဖျားထံတော်ပါနိုင်လာမြို့တော်မှာအဖဖျားမိတ္တဟာယဖွဲ့ရခြင်းအကြောင်းရင်းကိုလည်းသူတို့ကိုသိစေတော်မူပါအထူးသဖြင့်ဒီကနေ့ည
အဖဖျားထံတော်ပါမအာလာသောတရားဒေသနာကိုဟောပြောတက်တည်ခံပေးမဲ့ဆရာရဲ့ထုတ်ရှာပစာများကိုလည်းယေရှုနာမ၌ကောင်းချီးပေးလက်ဆုတောင်းပေးပါ၏အဖဖဒီကနေ့ညတာမဟုတ်ပဲနဲ့အဖဖျားနေ့စီနေ့တန်းသူ့ရဲ့အသက်တာ၌အဖဖျားပွင့်စကားတော်များကိုပွင့်ဟပေးလျက်အဖဖျားနှုတ်ကပတော်များကိုပေးတလားတော်မူလျက်မိမိအဖဖျားနှုတ်ရှာပစာများမှာတွတ်တော်အရာများအားလုံးဒီအဖဖျားပုံတော်ထင်ရှားစေဖို့အလုံးကအဖဖဤသားကိုကောင်းချီးပေးလမ်းပြပို့ဆောင်တော်မူပါသူတို့ရဲ့အသင်းတော်အသင်းသူအသင်းသားအားလုံးကိုလည်းလက်တော်နဲ့ပြလဲမြေတော်မှာဆက်ကနံပါတယ်သူတို့ရဲ့အသင်းတော်ကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးလေဆုတောင်းပေးပါတယ်ကိုရောပါပြသူတို့နဲ့တူပါရှိတော်မူပါဘုန်းတော်ကိုထင်ရှားစေတော်မူပါအဖဖျားအလိုတော်ရှိသည့်အတိုင်းအဖဖျားအသက်ရှင်တော်သူများအသင်းတော်ကိုဥဆောင်လှုပ်တော်သူများဖြစ်စေဖို့အလုံးကဤစရာနဲ့အတူမေတ္တာဆုများကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးလေဆုတောင်းပေးပါ၏ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်ကိုရောပါဖျားဒီကနေ့ညမှာဒီနေ့ဤကဲ့သို့အတူတကွဆွေးပြီးမှအဖဖျားထံတော်ပါမလားဆုတောင်းပတနာပြုအပ်သောအခွင့်အဖဖျားရဲ့ထံကိုယ်တော်ကိုချစ်ဝမ်းနိုင်သောအခွင့်ကိုပြင်ဆင်ပေးသောကြောင့်လည်းကျေးဇူးတော်ပေါင်းတော်ကိုချီးမွမ်းပါ၏ကြာရှိနေတဲ့သောအရာခတ်သိမ်းများကိုအချိန်တိုင်းများကိုလက်တော်နဲ့ပြန်လဲပြီးတော့မှအာနာတဲ့အခါမှာတပါတီတော်တာတော်မဟာနာမယေရှုနာမအမည်ကိုအမည်ပြုလေယူတယ်လိမ့်မယ်ဆိုပြီးဆုတောင်းဆက်ကကြပါရီဖဖျားရှင်အားလုံးကိုယေရှုနာမဖြင့်နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ဘုန်းတော်ထင်ရှားစေဖို့ကိုရောတက်ဖြစ်စေမယ်ဆိုတဲ့တခြင်းလေးနဲ့ဂုဏ်တော်ကြီးမွန်ချင်ပါတယ်ဝေပြရောင်စင်ဖွဲ့စည်းတဲ့တမမတူငီအောင်စင်လေးတွေနဲ့စီလုံးချင်းအမလို့တွေ့ချင်းတူတူတမြည်တဲ့သားချင်းတူငီကူမောင်ရင်သမားတွေပဲအတူလက်တွေ့ဒီကဘာမြေကိုလာတဲ့မြဖန်စင်ဆိုလေနိုင်ရဝန်ကိုထိုင်ရင်တွေ့ချင်းတွေဒီကဘာမြေကိုဖုံးကွယ်စေမယ်နောက်ရှက်ထိန်များတနေ့ပြောင်းလဲမယ်ယုံကြည်ချက်ထားပေါင်းစည်းလာပါနေတဲ့တိုင်အောင်စေမိုးသာကောင်းကြီးရလာတဲ့တီလင်းစက်ဖြစ်ပြရှင်ရဲ့မြတ်တာကိုတချင်များဖြစ်လူတိုင်းသိစေမည်ကိုရောတွေ့ဖြစ်စေမည်ကွေးပြရောင်စင်ဝေစီတတမ်းပါဒူငီအောင်စင်လေးရင်းနဲ့စီလုံးချင်းအမပဲတွေ့ချင်းတူတူတမြေတဲ့သားချင်းတူညီကိုမောင်ရင်နှမတွေပဲအတူလက်တွေ့ဒီကဘာမြေကိုလာတဲ့မြဖန်စင်စိုးလေနိုင်ရဝန်ကိုထိုင်ရင်တွေ့ချင်းတွေနေရောင်ကြီးကိုဖုံးကွယ်စေမဲ့အနောက်ရှက်တိမ်များတနေ့ပြောင်းလဲမဲ့ယုံကြည်ချက်ထားပေါင်းစည်းလာပါနေတတ်တဲ့ရောင်စင်မိုးသာကောင်းကြီးရလာတဲ့တီအလေးစားဖြစ်ပြရှင်ရဲ့မြတ်တာကိုတချင်များအပြင်လူတိုင်းသိစေမည်ကိုရောတွေ့ဖြစ်စေမည်ဟိုအန်လေးတွေကိုရင်ဆိုင်ကဖဲရှာစ
ကျင်မှုကိုထိန်းသိမ်းကာကွယ်ထား ပေါင်းစည်းလာပါနေတဲ့တဲ့ရောင်စင်မိုးသာကောင်းကင်ရလာတဲ့တီအလေးစားဖြစ်ပြရရှင်ရဲ့မေတ္တာကိုတချင်များအဖြစ်လူတိုင်းသိစေမည်ပေါင်းစည်းလာပါနေတဲ့တဲ့ရောင်စင်မိုးသာကောင်းကင်ရလာတဲ့တီအလေးစားဖြစ်ပြရရှင်ရဲ့တာကိုတချင်များအဖြစ်လူတိုင်းသိစေမည်ကိုယ်တော်အတွက်ဖြစ်စေမည်ကိုယ်တော်အတွက်ဖြစ်စေမည်ကိုယ်တော်အတွက်ဖြစ်စေမည် ရောက်စီတိုင်းပေါ်ကြားနာလို့ဘုရားရှင်ကောင်းချီးပါစေ ဆိုတော့ကုံတော်ချီးမွမ်းပေးသွားကြတဲ့ BMCC အတင်းများအပြင်ကျွန်တော်တို့ရဲ့CMC ရဲ့ vocal အရန်အားကောင်းတဲ့အတွက်တည်ဆိုသွားတဲ့အကူနဲ့ညီမလေးအပြင်ကျွန်တော်တို့ရဲ့အထူးဆုတောင်းခြင်းအဖြစ်ပါဝင်ပေးတဲ့ဆရာတော်အတွက်ဘုရားရှင်ဆက်လက်ကောင်းချီးပေးပါစေယခုချိန်မှာကြတော့ယနေ့ညရဲ့အထူးအစီအစဉ်ဖြစ်တဲ့တရားဒေသနာဝင်မျှရမယ့်အချိန်ဖြစ်ပါတယ်တရားဒေသနာဝင်မျှပေးဖို့ရန်အတွက်ဒေါက်တာကမ်ဟောက်ပါကိုဖိတ်ခေါ်ပါရခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့အင်ရှင်တင်းတော်ညီနဲ့ဆိုရင်ပုံမှန်လုပ်နေကြချိန်မဟုတ်တော့လဲပေါ့နော်9နိုင်ပုံမှန်စားတဲ့ဥစ္စာကိုနာရီလောက်ချိန်ပြီးတော့မှဒီလာရောက်ပြီးတော့စုယုံကြတယ်မှကျွန်တော်တို့ကကြတော့များတော့ဖြင့်7နာရီ7နာရီဆိုတော့7နာရီစားလေးရှိတာပေါ့နော်ဒီနေ့ဒီကိုရောက်လာတဲ့အခါမှာနှွေးထွေးစွာကြိုဆိုပေးတဲ့အရာတွေပြီးတော့မှ praise and worship လဲကောင်းမှကောင်းနော်ရိုးကောင်းတာမဟုတ်ဘူး share ကောင်းတယ်ပေါ့နော်ဘာလဲဆိုတော့ဘုရားကိုဝတ်ပြုကိုးကွယ်ရတဲ့နေရာမှာပေါ့နော် praise and worship ကနေပြီးတော့မှကျွန်တော်တို့ဟိုဒီဆွဲဆောင်တယ်ပေါ့နော်ကျွန်တော်ဘုရားကိုးကွယ်ရတာတော့မမြတ်တဲ့အရာလည်းမရှိတာဖြစ်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့စကားချင်းမတူတော့လဲကျွန်တော်တို့အများနာလေတဲ့မြန်မာလူနဲ့ပေါ့နော်မြန်မာလူဆိုတာကတော့ကျွန်တော်တို့လည်းလွန်းလို့မဟုတ်ဘူးဗျနော်ကျွန်တော်တို့လည်းဒီစားကြတယ်ပေါ့နော်ကျွန်တော်တို့ဒီဟာတာဒီပြောကြတာပေါ့နော်ကျွန်တော်တို့ကြတော့တယောက်ထဲလာထဲတာပေါ့စားတယ်ကျွန်တော်ပြောတဲ့ဖွဲ့ဒီဖြစ်တယ်ပေါ့နော်အဲ့လိုရစားပြီးတော့မှလောက်တာဖြစ်တယ်အမှန်တော့ကိုမိခင်ဘာသာစကားနဲ့ကိုယ်ွယ်ရတာတော့ဒီကောင်းတာတော့မရှိပါဘူးတော့ကျွန်တော်တို့ကဒီသာသနာကိုဒီမြည်ပြုပြီးတော့မှာပေါ့နော်တကယ်ယေရှုမိန့်မာထားတဲ့အရာကိုပေါ်ဆောင်တဲ့အနေနဲ့ကျွန်တော်တို့မိခင်ဘာသာစကားနဲ့လည်းဝတ်ပြုကိုယ်တာရမယ်ပြီးတော့မှမြန်မာလိုနဲ့ဆိုရင်တော့ကျွန်တော်မြန်မာတပီလုံးကနေပြီးတော့အသုံးတာလည်းဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်စူးစမ်းပြီးတော့လုပ်တဲ့နေရာမှာဒီနေ့ကဒါဒီမှာဒီပထမဆုံးအဲ့လိုမျိုးမြန်မာလိုနဲ့ဝတ်ပြုစည်းဝဲတာလို့ပြောပြီးမဲ့အမဒါမနော်အမဒါမကောင်းတာဖြစ်တယ်ပေါ့နော်ဒီကုံတော်ချီးမွမ်းခြင်းတွေအတန်ကောင်းတာပေါ့နော်ဘုရားပိတ်တဲ့အတန်ဒီလေကျွန်တော်သိရတဲ့အခါမှာအမဒါမဘုရားဘုန်းတော်ကိုချီးမွမ်းတာဖြစ်တယ်ပြီးတော့ဒီနေ့ဒီမှာမိတ်ဆွေရောက်ရှိတဲ့နေပြီးတော့မှပေါ့နော်ကျွန်တော်တို့နှွေးထွေးစွာနဲ့လက်ခံပြီးတကားလည်းဤကဲ့သို့အချိန်နာရီဘုရားကပြင်ဆင်ပေးတာကိုဘုရားကိုကျေးဇူးတင်တဲ့ဤသူမိတ်ဆွေရောက်ရှိတဲ့ကိုလည်းထူးကျေးဇူးတင်တဲ့အကြောင်းကိုပြောလိုတာဖြစ်တယ်ပြီးတော့ဒီလူမျိုးကကြတော့ကျွန်တော်တို့လူငယ်တွေကပေါ့နော်လူငယ်တွေကနေပြီးတော့မှဒီဆက်သွယ်ပြီးတော့မှအဲ့လိုမျိုးကျွန်တော်ပြောလာတဲ့အခါမှာအဲ့ဒါအင်မတန်မှကောင်းတဲ့ຢာဖြစ်တယ်ပေါ့နော်အဲ့ဒါကောင်းတဲ့ပေါ်ဖြစ်အောင်ပေါ်ဖို့ဆိုပြီးတော့ကျွန်တော်ဒီအားပေးတိုက်တွန်းတယ်ပေါ့နော်ပြီးတော့တစ်ဖက်ကနေပဲဒီသဘောတူပြီးလို့လည်းမရဘူးပေါ့နော်ဒီဘက်ကလည်းလူငယ်တွေနဲ့ချင်းဆက်သွယ်ပြီးတော့မှ
ဒီလိုမျိုးဖြစ်မြောက်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့ကဒါအင်မတန်မှလှပတဲ့အရာလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကမရင်းနှီးကြတာလည်းမဟုတ်ဘူးအဲ့လိုမျိုးမသွေးချင်ကြတာလည်းမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအကြောင်းပြပြီးတော့မှကျွန်တော်အတူတော့ဝတ်ပြုပြီးတော့မှမိသားဖွဲ့တဲ့အခါမှာဒါရွေ့ကျွန်တော်တို့ရဲ့ချစ်ခင်ချင်းတွေလည်းတူပွားတယ်အဲ့ဒါကလည်းဖရားဘုန်းတော်ဒါရွေ့ထင်ရှားဖို့ဖြစ်တယ်အာမင်အရှင်သင်တော်လည်းအားပေးလို့တယ်ကျွန်တော်တို့ကကြာတော့2015မှာဒီထောက်ပံ့ပေးတဲ့မိခင်သင်တော်ကနေပြီးတော့2014ကုန်လောက်မှာ2015ကနေစပြီးတော့မှဒီမြန်မာလူနဲ့ဝတ်ပြုနိုင်ကောင်းမယ်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာပြည်ရလဲလူငယ်မြောင်များစွာရောက်လာတာဖြစ်တယ်သူတို့ကနေပြီးတော့မှဒီကိုမိဘာသာစကားနဲ့ပဲဝတ်ပြုတဲ့အခါမှာသူတို့ကနားမလည်ဘူးဒါကြောင့်မြန်မာလူနဲ့စူးစမ်းပေးနိုင်မလားပေါ့နော်အဲ့လိုလုပ်တယ်ဆိုရင်အမင်းတို့ကိုနိုင်ကလည်းလိကျင်ပြီးသားစူတောင်းတာကစချာမင်ကစဒါကြောင့်ကျွန်တော်တို့ကလည်းဒီချာမင်ဒီဆိုရင်ဒီအတင်းလီတင်းဖွင့်တဲ့အဲမှာတတင်းပြီးတပင်းတပတ်ပြီးတပတ်အဲ့လိုမျိုးပြီးဆုံးစူတောင်းဒီအစားပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့လိကျင်တာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာပြည်ပြန်သွားတဲ့အခါမှာပဲဖြစ်ဘယ်နေရာပဲရောက်အစည်းအဝေးကိုအိုးဆောင်တက်ရမယ်ပြီးတော့မှပြီးဆုံးစူတောင်းတက်ရမယ်တတိခံတက်ရမယ်ဆိုတဲ့ဥစ္စာလေးနဲ့လေ့ကျင့်တဲ့သဘောနဲ့လည်းကျွန်တော်တို့အဲ့လိုလုပ်တာဘုရားရှင်ကနေပူဆောင်ပေးတာခုဆိုရင်ဇနီးတိုက်ဘုရားရှင်ကနေပြီးပူဆောင်ပေးသွားပြီဖြစ်တယ်ဆိုတော့ကဒီမှာလဲကျွန်တော်လူငယ်ဒီဆိုရင်များတော့အဖြစ်မြန်မာလူနဲ့ဝတ်ပြုစည်းဝတ်တာလေသူတို့ဒီစာငတ်ကြမယ်လို့လည်းကျွန်တော်မျိုးလင်းတယ်ပေါ့နော်ကျွန်တော်အသက်ကြီးပိုင်းအရင်လည်းမကြီးသေးပါဘူးဒါပေမဲ့တက်ကြီးပိုင်းဖြစ်သွားပြီကျွန်တော်တို့ကအရင်တုန်းကထက်ခွေရှိတယ်နော်ထက်ခွေဒီဆိုရင် A နဲ့ B ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဆရာဘွိုးခင်ဆရာတောင်ကုန်းလည်းနည်းနည်း B site ထဲကျွန်တော်ဝင်သွားပြီလားမသိဘူးဆိုတော့ခင်ဗျားတို့က A site မှာရှိနေသေးတဲ့မိတ်ဆွေတွေပေါ့နော်စူးစမ်းစီခြင်းနဲ့ဒီလိုမျိုးလူငယ်တွေကနေပြီးတော့ဥဆောင်တဲ့ခါမှာလည်းကျွန်တော်တို့ပူပြီးတော့မှဘယ်လိုမျိုးအချိန်ကောင်းဟာကောင်းများကိုရနိုင်တာဖြစ်တဲ့အကြောင်းပေါ့နော်အားပေးခြင်းနဲ့ဆက်လက်ပြီးတော့မှလာမယ့်နှစ်ဒီမှာလည်းပေါ့နော်တစ်နှစ်မှာတစ်ခါလောက်ပဲမဟုတ်ပဲပေါ့နော်3လတစ်ခါလောက်ပဲဖြစ်ပေါ့နော်အဲ့လိုအနည်းဆုံးတစ်နှစ်မှာ2ခါလောက်ပဲဖြစ်ကျွန်တော်တို့အဲ့လိုမျိုးဖွဲ့ကြရင်ကောင်းမယ်ဆိုတော့ကောင်းမလားလို့ပေါ့နော်ဖိတ်ခေါ်လိုတာဖြစ်တယ်ပြီးတော့မှလည်းအားလုံးသဘောတူကြမယ်လို့လည်းမျှော်လင့်တယ်အာမင်အာမင်ပြောပြီးပြီနော်ဆိုတော့အာမင်ဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေတည်ပြီးသားဖြစ်နေတယ်ပေါ့နော်ကောင်းပြီကျေးဇူးတင်တယ်ကျွန်တော်အထလာတော့ကျွန်တော်မြို့သမီးမျက်နှာမကြည့်ရဲဘူးပေါ့နော်ဘာလဲဆိုတော့သူကပြောတတ်တယ်ကျွန်တော်ပုံမှန်အပြင်ကျွန်တော်စကားမှများဘူးဒါပေမဲ့စင်ပေါ်ရောက်လာပြီဆိုဘာလဲရှာရှိတတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မြို့သမီးကတော့တူနော်အဲ့လိုပြောလိုက်ရှိတဲ့အခါကျွန်တော်သူ့မျက်နှာမကြည့်ပဲထလာတာဖြစ်တယ်ဝိနာဆိုတော့ကစေနာယီတိဆိုပြီးမဲ့ပေါ့နော်စေနာယီတိမဟောပါဘူးလို့ပေါ့နော်ဒီနေ့ဒီမှာရောက်လာတဲ့ခါမှာပေါ့နော်ကျွန်တော်တို့အမိတ်ဆွေရောက်စီတိုင်းကနော်ဒီစတဘာပြောတယ် the time of myth ဆိုပြီးတော့မှအချိန်နဲ့ပတ်သက်ပဋ္ဌာန်းတာကြီးတပုတ်ရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ဒီတချို့တော့သူဒီ I have no time ပဲပြောတတ်တယ်တဲ့ဒါမဲ့အမှန်ဆိုရင်တော့ကျွန်တော်တို့ကအရေးကြီးတယ်လို့ထင်တယ်ဆိုရင်တော့ကျွန်တော်အချိန်ပေးတာပဲဆိုတော့ကနောက်ခါဆိုရင်တဲ့ဒီစာပြောတာနောက်ခါဆိုရင် Bible study အတွက်ချိန်မပေးဘူးဆိုရင် I have no time မပြောပါနဲ့ပွန့်လင်းမပြောပါ Bible study ကငါ့အတွက်အရေးမကြီးဘူးလို့ပဲပြောပါဘုရားကျောင်းလာဖို့ငါ have no time ဘုရားဝတ်ပြုဖို့ I have no time လို့ပြောမယ်ဆိုရင်ပွန့်လင်းပဲပြောပါဖျားဝတ်ပြုတာငါအတွက်တိတ်အရေးမကြီးဘူးလို့ပြောတာပဲနော်ဆိုတော့ဒီနေ့မိတ်ဆွေရောက်ရှိတိုင်းနေပြီးတော့မှဖျားအတွက်အချိန်ပေးတဲ့အတွက်ကြည်တော်ချီးမွမ်းတာဖြစ်တယ်အာမင်ကျွန်တော်တို့ကဒီတပတ်မှာတစ်ခါနှစ်ခါလောက်ကတော့ကျွန်တော်တို့ကအချိန်ပေးရတာဖြစ်တယ်ပေးရမှာဖြစ်တယ်နော်ကျွန်တော်တင်းတော်မှာရှိတယ်နူမန်ဒီတခါတလေဒီကပြောတာပေါ့နော်ကျွန်တော်တို့ဒီကဝိနည်းအစာပဲရှောင်ပြီးတော့မှာပေါ့နော်ကာယစာတော့မရှောင်ဘူးဝိနည်းစာတော့အမြဲတမ်းရှောင်တတ်တယ်ဆိုပြီးတော့ပြောတယ်ဒါလေးတခါတည်းမှန်တယ်ပေါ့နော်ပြောင်းဖြစ်နေတယ်ကျွန်တော်တခါတည်းစာရှောင်အမျိုးစာကိုအစာမရှောင်ဘဲနဲ့ဝိနည်းစာပဲရှောင်ဒါပေမဲ့ကျွန်တော်တို့ပြီးတော့ဝိနည်းစာလည်းပုံမှန်စားမှနော်အခုကျွန်တော်တို့ဆိုရင်ဒီမှာဆိုရင်ကိုရီးယားမှာဆိုရင်တော့ဟိုဒီရန်ကြီးဝါဒါရီတို့ဘာတို့ပေါ့နော်နည်းနည်းဝိတ်လေးတာတို့ဘာတို့ကတော့သဘောမကျမှန်းတော့ကျွန်တော်အားလုံးသိတယ်ဒီမှာကြည့်လိုက်တော့အဲ့လိုလိုလည်းမရှိဘူးပေါ့နော်
ဒါဆိုတော့ကာကြီးကိုရီးယားတွေကြည့်တယ်ဆိုတော့သဘောအရန်သဘောကျမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကြားဖို့ကြားလိမ့်မယ်နော်သူကိုရီးယားမှာဆိုရင်သူတို့ကပိုက်ဆွဲတဲ့ပါစတာဆိုတာကသူတို့တိတ်ပြီးတော့အယုံကြည်မရှိဘူးတဲ့ဘာလို့လဲဆိုတော့သူ့ခန္ဓာကိုယ်ကမထိန်တတ်တာငါတို့ဘယ်လိုလုပ်သူ့ကြောင်းမှာလဲပေါ့နော်ဘာလို့ဘယ်လိုထိန်သိမ်းမှာလဲဆိုပြီးတော့မှပြောလိမ့်ရှိတယ်ပေါ့နော်ကျွန်တော်တို့ကကျတော့မြန်မာပြည်မှာကျတော့နည်းနည်းပိုက်ဆွဲတယ်ဆိုတော့ပိုက်ဆံချီးတာတောင်မှပိုက်ဆွဲရင်ပိုစင်ပြီးတယ်ပေါ့နော်ဘာလဲဆိုတော့သူကဘာရွာတယ်ဆိုတော့သူခဏလေးပိုက်ဆံပြတ်တာပဲဖြစ်မှာပါပြန်ဆက်နိုင်မှာပါဆိုပြီးတော့မှခြေလေးရှိတယ်ပေါ့နော်ဟုတ်ပြီဒီလေးကျွန်တော်ဒီတော်လေးစိတ်ထဲမှာကစားနေတယ်နှုတ်ကပတ်တော်ပြင်ဆင်မဲ့အခါမှာပေါ့နော်ဘာလဲဆိုတော့ဒီရှားပါရတဲ့ချိန်ဖြစ်တဲ့အခါမှာပေါ့နော်ထိရောက်ဆုံးဖြစ်မဲ့ရောက်ဆိုလဲတောင်းတယ်ပြီးတော့လူငယ်အဓိကလူငယ်နဲ့ပတ်သက်တဲ့အရာလဲဒီဝင်ငှချင်တယ်ကျွန်တော်တို့ကမနှက်ဖန်ဆိုရင်ကျွန်တော်တင်းတော်ကလူငယ်များနှိပေါ့နော်လူငယ်များနှိကိုကျင်းပမှာဖြစ်တယ်အဲ့ဒါအတွက်လဲပြင်ဆင်ခြင်းတယ်ဒီနေ့အတွက်လဲပြင်ဆင်ခြင်းတယ်ဆိုတော့ဒီလူငယ်နဲ့ပတ်သက်တဲ့အရာတွေကဘာလို့လဲဆိုတော့လူငယ်ငယ်ရွယ်တဲ့အချိန်ကအမှန်တမ်းအရေးကြီးတာဆိုတာကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်လူငယ်ငယ်ရွယ်နေတဲ့အချိန်မှာလဲကျွန်တော်တို့ဆုံးဖြတ်ချက်အများကြီးချရတဲ့အချိန်ဖြစ်တယ်ပေါ့နော်ယုံကြည်ခြင်းမှာလဲနော်ပြီးတော့မှဘယ်သူနဲ့ဘယ်လိုပုံစံမျိုးယောက်ျားရခြင်းနဲ့မိန်းမရခြင်းလဲစသဖြင့်ပေါ့နော်ကျွန်တော်တို့စဉ်းစားကြတယ်ပြီးတော့မှငယ်ရွယ်တဲ့အချိန်မှာရှောက်တဲ့လမ်းကတို့တက်စာအတွက်ဖြစ်တယ်ဆိုတော့လူငယ်ချင်းအရန်အမှန်တမ်းအရေးကြီးတာဖြစ်တယ်ပေါ့နော်ဆိုတော့လူငယ်တွေပတ်သက်တဲ့အရာလေးကိုမျိုးအဲ့လိုမျိုးဆိုတောင်းတဲ့အခါမှာပေါ့နော်ကျွန်တော်ယူထားတဲ့အရာလေးကဒီဒေးဗစ်ပေါ့နော်ဒေးဗစ်နဲ့အသက်တာပေါ့နော်အသက်တာနေပြီးတော့မှဒေးဗစ်ကနေပြီးတော့မှမားခဲ့တဲ့အရာတွေပြီးတော့မှဒေးဗစ်ကနေပြီးတော့မှဖျားကိုပြန်လဲပြီးတော့မှဒီဝင်ချတောင်းပန်လာတဲ့အခါမှာဖျားကသူ့ရဲ့ကောင်းမြတ်ခြင်းကိုဆက်ပြီးတော့တည်တံ့စေတဲ့အရာလေးတွေကနေပြီးတော့မှနင်းငယ်လိလာဖို့ရန်ပြင်ဆင်ထားတာဖြစ်တယ်ဆိုတော့ဒါကကျွန်တော်ဒီခေါင်းရှင်လေးကတော့ပေါ့နော်ကျွန်တော်တို့မိကူမချုပ်သေးခြင်းနဲ့မြင့်မားသောမဟုတ်ဘူးမြင့်မားတော့မဟုတ်ဘူးဆိုရင်တန်ဖိုးကြီးတော့အဖို့အခါပေါ့နော်မိကူမချုပ်သေးဘူး self control self discipline မရှိဘူးဆိုရင်အဲ့ဒါကကျွန်တော်တို့ရဲ့အဖို့အခါကြီးလွန်းတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီထဲမှာဒီဆာမိုးတော့ကျွန်တော်ပြင်ဆင်တဲ့အခါမှာခေါင်းရှင်၃ခုလောက်ရှိတဲ့ထဲမှာပေါ့နော်တစ်ခုကျွန်တော်တို့ကဒီနေ့လွေကူတက်တာတော့အသက်တာနဲ့အသက်ရှင်တဲ့အခါမှာကအဖို့အခါဆိုတဲ့ຢာလေးပေါ့နော်အဲ့ဒါလေးကိုဝင်ငါချင်တာဖြစ်တယ်ကျမ်းစာကတော့ဒီနိပီတဲ့ငါကနေခုံပြီးတော့ဟေဘရဲပြီးတော့မှဓမ္မရာဝင်ဒုတိယဆောင်အဲ့လိုမျိုးနေပြီးတော့ခြေခံပြီးတော့မှကျွန်တော်တို့ခဏကြာရင်အတူကဖတ်ကြဖို့ပြင်ဆင်ထားပါတယ်ဆိုတော့ကပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကနိပီတဲ့ငါကိုဖတ်ရအောင်နော်နိပီတဲ့ငါစင်ပီလာမသိဘူးနော်โอเคနိပီတဲ့ငါဟုတ်ပြီစင်ပီတယ်ဆိုရင်လည်းဒီသူသွားဆိုမဲ့စင်ပီဆိုတော့ဒါကဟုတ်ပြီဒါဆိုရင်ဒီ sorry နော် PowerPoint ဖတ်မဟုတ်ဘူးတဲ့နော်ဟုတ်ကဲ့နော်ဟုတ်ပြီခဏလေးနော်ဆိုတော့ကဘာလို့လဲဆိုတော့ကျွန်တော် PowerPoint ပြင်ဆင်ထားတဲ့တော့ချက်တဲ့ကိုကျွန်တော်ပို့လိုက်တဲ့အခါမှာဟိုဖြစ်သွားတဲ့သဘောမှရှိတယ်ဘောနော်ဆိုတော့တောင်းပန်ပါတယ်တခါတလေစိတ်လှုပ်ရှားလွင်းနေဆိုရင်လေအဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့โอเคချက်တဲ့ကြည့်ပြီးတာလာပြီမလားဆိုတော့ကပြင်ဆင်ထားပြီးသားဖြစ်တဲ့အတွက်ပေါ့နော်ပြင်ဆင်ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးကိုဟုတ်ပြီဟုတ်ပြီโอเค
sorry ပါခင်ဗျဒီအပဲပြောလိုက်မယ်နော်စက်တဲ့ကြည့်ပြီးတော့အခု email ပြန်ပို့လိုက်တယ်ပါဟုတ်နော်ဟုတ်ပြီနော်ဟုတ်ပြီဒီတို့ပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်ဖတ်လိုက်ပါမယ်နိပိတိငါသူတို့အလို့ငါတင်တို့ဒီယုံကြည်ခြင်း၌တီလာကို၎င်းတီလာ၌ပညာကို၎င်းပညာ၌ကာမဂုဏ်ချုပ်သိခြင်းကို၎င်းသိခံခြင်း၌ဖျားဝတ်ကိုပြု၍မွေးလျော်ခြင်းကို၎င်းသူမွေးလျော်ခြင်း၌နေကိုဆောင်မဲ့ခြင်းကို၎င်းနေကိုဆောင်မဲ့ခြင်း၌ချစ်ချင်းမိတာကို၎င်းအလွန်ကြိုးစားအားထုတ်၍ထပ်ဆင်ကြလော့ဖတ်သွားတဲ့ကျမ်းပတ်ရောက်ရှိတဲ့အတွက်ဒီပါမရရှင်ကောင်းချေးပေးပါစေဒီမှာကကျွန်တော်ဒီအဓိကထားခြင်းတဲ့အရာကတော့ပညာ၌ကာမဂုဏ်ချုပ်သိခြင်းကို၎င်းဒီမှာကိုချုပ်သိခြင်းကိုတင်သွန်သင်ခြင်းပြီးတော့မှခုနှစ်မှာပြောထားတဲ့အလွန်ကြိုးစား၍ဒါတွေကကျွန်တော်တို့အလွန်ကြိုးစားပြီးတော့မှထပ်ဆင်ကြလို့ဆိုတဲ့အခါမှာအလွန်ကြိုးစားရမယ်ကြိုးစားတယ်ဆိုအလွန်ကြိုးစားတယ်ဆိုတော့ဗာလဲဆိုလှုပ်ချင်စိတ်မရှိတော့လဲ intentionally နော်ရည်ရွယ်ပြီးတော့လုပ်ရမယ်ဆိုတဲ့သဘောဖြစ်တယ်အာမင်ဘုရားဝတ်ပြုတဲ့နေရာမှာလေကျွန်တော်ရည်ရွယ်ပြီးတော့မှအချိန်ဒီတိုင်းဆိုရင်တော့ဘုရားဝတ်ပြုတာလေကျွန်တော်ကောင်းမှန်းသိတယ်သို့တော့တဘာဝအားဖြင့်လူကဗာလဲဆိုတော့ကိုနိုင်ကတခါတလေဒီလိုပဲဒီအားနေတဲ့ချိန်ဒီရှိသလိုအဲ့ဒီကြားမှာလဲစာတန်ကကျွန်တော်တို့တွေးဆောင်တဲ့အခါမှာနော်ကျွန်တော်တို့အဲ့လိုမျိုးဘုရားဝတ်ပြုကကောင်းမှန်းသိရတဲ့နဲ့ skip လုပ်တတ်တာရှိတယ်မပေါ် show up လုပ်ရမျိုးစား show up မလုပ်တဲ့အရာတွေရှိတတ်တာဖြစ်တယ်ဒါကြောင့်အလွန်ကြိုးစားပြီးတော့မှဒီထက်ဆင့်ကြလို့ပြောတဲ့အတိုင်းလုပ်ဖို့ဒီကကျန်းစာနေပြီးတော့တိုက်တွန်းတာဖြစ်တယ်ဘာလို့ကျွန်တော်ဒီနေ့ဒီခေါင်းရှင်ရွေးတယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကြီးတဲ့အခါမှာကျွန်တော်ချင်းပြည်နယ်မှာလည်းကြီးတယ်အောက်ပိုင်းကြီးကြီးတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာဘိုင်းတော့တိတ်ပြီးနားမလဲဘူးတို့တော့ကျွန်တော်ချင်းပြည်နယ်ဘိုင်းကိုကြီးတဲ့အခါမှာကိုနေထိုင်တဲ့နေရာမှာပေါ့ဘေးပတ်ဝန်းကျင်မှာကြီးတဲ့အခါမှာမြောက်များဆိုတော့ရှိပွားရေးသမားတွေကနော်သူတို့ထီးခဲ့ဘူးတယ်ဆိုလိုတာကြွေဝခဲ့ဘူးတယ်ဒါပေမဲ့ကြာမခံဘူးဘာလို့လဲတခုခုတော့ပြဿနာရှိနေပြီကျွန်တော်တက်တုံးကဆိုရင်ကြောက်ကုန်တယ်ဒီနဲ့စီးပွားရေးသမားတွေနဲ့ကျွန်တော်ဒီဟိုတယ်ဒီဘာဒီမှာသူတဲခဲ့ဘူးတဲ့ချိန်ကြီးရှိတယ်ဒါပေမဲ့အင်မတန်မှဝမ်းနည်းစရာကောင်းတာကဒီကြောက်ကုန်တယ်ဒီကနော်ကျွန်တော်အဲ့ဒီအရာကိုတွေ့လိုက်တဲ့အခါမြင်လိုက်တဲ့အခါမှာမှဒါကြောင့်ဒီပြဿနာကဒီလိုစတာ哦ဘာလို့လဲဆိုတော့သူတို့တွေကပျော်ပါကြတယ်ဖဲဒီရိုက်ကြတယ်ပေါ့နော်ပြီးတော့ဒီကာမဂုဏ်ပိုင်းမှာကသူတို့ကရှိမဲ့ကမ်းမဲ့ဘောင်မခတ်ထားတဲ့အခါမှာနော်မြူကြီးကမြူယူမဆောက်ထားတဲ့လူကဲ့တော့ဖြစ်တဲ့အခါမှာစီးတော့ကဆိုရင်မြုပ်သေးတယ်ဆိုရင်သူတို့ကမြုပ်ယူနော်မြုပ်နန်းရန်ဒီအဲ့လိုမြုပ်ယူတွေမဆောက်နိုင်ဘူးဆိုရင်ဒါမြုပ်လို့တောင်သူတို့မတတ်မှတ်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တက်တာမှာလဲအဲ့လိုမြုပ်ယူမဆောက်ဘူးဆိုရင်ကာကွယ်ထားခြင်းမရှိဘူးဆိုရင်ဘောင်သားရီမရှိဘူးဆိုရင်ကျွန်တော်တို့ကရန်သူတွေကတိုက်လာဖို့ကြိုးစိုးတယ်လို့ဖြစ်နေတာဖြစ်တယ်။ဒါကြောင့်မြောက်များဆိုတော့ရှိပွားရေးသမားတွေမြောက်များဆိုတော့လူငယ်တွေဘာလို့ပြည့်စည်လဲဘောင်မခတ်ထားလို့ဒါကြောင့်ဒီနေ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒါဝိရဲ့တက်တာထဲမှာကျွန်တော်တို့တွေ့နိုင်တာဖြစ်တယ်ဒါဝိကနေပြီးတော့မှနော်ကျွန်တော်တို့ဒီကျမ်းစာထဲမှာဂျာပူနာဝါရှိတဲ့အတိုင်းပဲသူကနေပြီးတော့မှမပွဲပွဲလှုပ်တဲ့အခါမှာအဲ့လိုလုပ်ပြီးတဲ့အခါမှာ Hebrew 7:7ထဲမှာဆုံးမချင်းမိဒီကခံရရှင်အခါဝမ်းမြောက်စရာမထင်ဝမ်းနဲ့စရာထင်တတ်၏သို့တော်လည်းဆုံးမချင်းကိုခံရသောသူတို့သည်နောက်မှငြိမ်သက်ခြင်းနဲ့ဆက်ဆိုင်သောဖြောင့်မခြင်းအကျိုးကိုခံရ၏အဲ့ဒီချိန်မှာကဘုရားရဲ့ကျေးဇူးတော်ကြောင့်ဒါဝိကပြန်လည်ပြီးတော့မှနာသန် prophet နာသန်နေပြီးလာရောက်ပြီးတော့မှဆုံးမခြင်းကိုခံတယ်အဲ့ဒီဆုံးမခြင်းခံနေတဲ့အချိန်မှာဆုံးမခြင်းကျွန်တော်လူငယ်ချိန်မှာလည်းဆုံးမခြင်းအများကြီးခံဖို့အရင်ရည်ကြည်တာဖြစ်တယ်။မာမိတဲ့ခါတိုင်းမှာဆုံးမချင်းခံတယ်ဆိုရင်တော့ဒါကောင်းတဲ့အရာဖြစ်တယ်။ဘာလို့လဲဆိုတော့နောင်မှာကတော့ဒါကအငြိမ်သက်ခြင်းကိုတည်ဆောင်သွားမှာဖြစ်လို့ဖြစ်တယ်။အာမင်။ဆိုတော့ဒါဆိုရင်ကောင်းပြီ။ပထမအချက်အနေနဲ့ကျွန်တော်တို့ဒီကိုကျင့်တရားပေါ့နော်။ပြင့်လွတ်မှု
တက်ရောက်ချင်းကိုပေါ့နော်ရက်လိုက်တော့အခါကိုချင်းတရားပြစ်ချင်းကဘယ်လိုမျိုးမှာရောက်လာလဲဆိုတော့ပင်လွတ်မှုပြီးတော့မှတက်ရောက်ချင်းကိုပေါ့နော်ရက်ဆိုင်လာတဲ့အခါဆိုလိုတာကဘာလဲဆိုတော့ model drip ပေါ့နော် when you stop showing up ကျွန်တော်တို့ဖခင်เจ้าမှာပုံမှန် show up လုပ်ရမယ့်သူတွေဖြစ်တယ်အာမင်ကျမ်းစာဖတ်တဲ့နေရာမှာလည်း show up လုပ်ရမယ့်သူတွေဖြစ်တယ်အာမင်အာမင်ပြီးတော့မှဆူတောင်းတဲ့နေရာမှာလည်းကျွန်တော်တို့အသိတော်ဆူတောင်းခြင်းအစာရှောင်ဆူတောင်းတဲ့ဒီမှာအစာရှောင်ဆူတောင်းခြင်းလည်းရှိမှာဖြစ်တယ်တခါတလေတချို့တော့သူတွေကကိုယ်နဲ့မဆိုင်တယ်လို့သဘောထားတယ်ဒီစာဆောင်ဆူတောင်းတာဟိုမှာအာဂျီမာဒီဘောနော်အာချိုရှိဒီပဲဖြစ်ရှာဒီလုပ်ဖို့ပဲငါနဲ့မသက်ဆိုင်ဘူးအဲ့လိုရှိတတ်တယ်ဒါပေမဲ့ယုံကြည်သူမှန်သမျှအစာရှောင်ဆူတောင်းခြင်းရှိရတဲ့ဆိုရင်တော့လည်းအသိတော်လှုပ်ရှားမှုတိုင်းမှာ show up လုပ်ဖို့ရန်ဖျားရှင်နာမိတ်ဆွေနဲ့ကျွန်တော်တို့ကိုအလိုရှိတာဖြစ်တယ်အာမင်ဟုတ်ပြီဒါဆိုရင်ဒီမှာနှစ်ရခုနှစ်နှစ်ရ7ဖတ်ရအောင်နော်အခါလေ၍ရှင်ဘုရင်တို့သည်စစ်တိုက်ချိန်ရောက်သောအခါဒါဝိဒ်သည်ယွာဘနှင့်ဂျုံများဣသရေလအမျိုးသားများပေါင်းတို့ကိုစီလွတ်သဖြင့်သူတို့သည်အာမုန်အမျိုးသားတို့ကိုတိုက်ဖျက်၍ယာဗန်မြို့ကိုဝိုင်းထားကြ၏ဒါဝိဒ်သည်ကိုယ်တိုင်ယေရုရှလင်မြို့၌နေလေ၏နော်စီကတုံးကဘုရင်ဒီကိုယ်တိုင်ကလည်းတွားရောက်ပြီးတော့မှစစ်တိုက်ရတာဖြစ်တယ်ဒါမဲ့ဒါဝိဒ်ကနေပြီးတော့မှသူ့ရဲ့စစ်ဗိုလ်ချုပ်ဒီသူ့ရဲ့စစ်သားတွေကိုလွတ်ပြီးတော့မှသူကယေရုရှလင်မြို့မှာနေတယ်တဲ့ဒါကအဲ့ဒီကနေကိုကျင့်တရားနော်ပြင်လို့မှုပြီးတော့မှတက်ရောက်ချင်းကိုရက်ဆိုင်တဲ့ကောင်ဒါဝိဒ်ကနေပြီးတော့စစ်မတိုက်တဲ့အခါမှာသူကဒီအရာလေးတစ်ခုကြောင့်သူမစစ်တဲ့နေရာမှာရှိတဲ့အခါမှာနော်ဒီအရာမားလေးတစ်ခုကသူ့ကိုအမားများကိုပြုတ်စေတယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ကျွန်တော်ပြောလေးပြောထားရှိတယ်ပေါ့နော်ကျွန်တော်အတင်းသားသူရသဘောပေါက်တယ်သင်ရှိထိုက်တဲ့နေရာမှာအာမင်အတင်းတော်ရဲ့လှူရှားမှုရှိပြီဆိုရင်အဲ့ဒါကိုရှိရမယ့်နေရာကိုရှိရမယ့်အချိန်ဖြစ်တယ်ဒီနေ့ဒီမှာကျွန်တော်တို့ BMCC နဲ့နော် CMC နဲ့ worship night လုပ်တယ်အတင်းသူအတင်းသားတရားရှိတဲ့နေရာကဒီနေရာဖြစ်တယ်အာမင်ဒါဝိဒ်ကနေပြီးတော့မှသူရှိရမယ့်နေရာမှာမရှိတဲ့အခါမှာဒါဝိဒ်ကဲတော့ပဲကျွန်တော်တို့လည်းရှိရမယ့်နေရာမှာမရှိတဲ့အခါမှာစုံစမ်းနောက်ဆက်ချက်လာနေတယ်ဆိုတာကျွန်တော်တို့သိရတာဖြစ်တယ်ဒါဝိဒ်ကနေပြီးတော့မှယေရုရှလင်မြို့မှာနေတယ်သူစစ်ဘူရီကိုသူကနေပြီးတော့မှဆေလွတ်တယ်ဒါမဲ့သူနေရနေတယ်ဒါကြောင့်ဒီနေ့ကိုမေးရအောင်ဘယ်မှာကငါက show up လုပ်ရမယ့်နေရာပြက်ကွက်ခဲ့လဲနော် show up လုပ်ခုနပြောတဲ့အတိုင်းပဲရှုတောင်းတဲ့နေရာမှာလည်းကျွန်တော် show up လုပ်ရမှာဖြစ်တယ်ကျမ်းစာဖတ်တဲ့နေရာမှာလည်းကျမ်းစာကိုလည်းကျွန်တော်အကျွမ်းဝင်ရမှာဖြစ်တယ်ဖြစ်နိုင်တယ်ဆိုရင်ကျမ်းစာကိုယုံကြည်သူတယောက်အနေနဲ့နောကြည်တာလည်းအကောင်းဆုံးဖြစ်တယ်အဲ့လိုမျိုးပြောတဲ့အခါကျွန်တော်နောကြည်တယ်အောင်သိတယ်လို့မဆိုလို့ဘူးအားလုံးဖိတ်ခေါ်ချင်တာဖြစ်တယ်ယုံကြည်သူတယောက်ကကျွန်တော်တို့ကကျမ်းစာကိုကောင်းကောင်းသိတင်တာဖြစ်တယ်ဟုတ်နော်အဲ့ဒီဂျေဂျွန်ရဲ့ဒီသူကျမ်းစာနဲ့ပတ်သက်ပြီးတော့မှသူပြောခဲ့ဘူးတာကြားဖို့တဲ့သူရှိလိမ့်မယ်နော်သူကပြောတယ်ကျမ်းစာဖတ်တဲ့အခါမှာတဲ့နော်ဒီတောက်ပြီးတော့အဲ့လိုဒီနားလည်နိုင်ဖို့အရာကြီးကြီးတယ်တဲ့ဘာလို့လဲဆိုတော့ဩဘဒတို့ဘာတို့ဆိုရင်ကျွန်တော်ကများတော့ပြနားမလည်ဘူးပေါ့နော်ပြီးတော့ဇေခရာယတို့အဲ့လိုမျိုးဆိုရင်တဲ့သူကပြောတာပေါ့နော်တကယ်လို့မိတ်ဆွေကကောင်းကင်နိုင်ငံရောက်တဲ့အခါမှာပြည်သားကမေးမယ်ပြီးတော့မှအဲ့လိုမျိုးဒီအမျိုးမျိုးမေးလိမ့်မယ်ပြီးတော့မှ prophet ဩဘဒယတို့နော်ဇေခရာယတို့ကတော့မေးလိမ့်မယ်သူတို့မေးတဲ့အခါမှာငါရေးခဲ့တဲ့ကျမ်းစာတွေရောတင်ဘယ်လောက်နားလဲလေတော့မေးတယ်ဆိုဘယ်လိုလုပ်မလဲတဲ့ဆိုတော့ကျမ်းစာနောကြည့်ဖို့လည်းရာကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ကများတော့အဖြစ်ဒီသုတ်တန်ကျမ်းစာလံကျမ်းတွေပဲဖတ်တယ်နော်ဖြစ်နိုင်တယ်ဆိုရင်မဟုတ်ဘူးဖတ်ရမယ်ပေါ့နော်ဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်အခွင့်ပေးတယ်လို့ဖြစ်တာနော်မဟုတ်ဘူးကျွန်တော်66အိုလုံးကကျွန်တော်တို့ကသိရမှာဖြစ်တယ်အာမင်ဒါကြောင့်ကွန်ကင်ရောက်သွားတဲ့အခါမှာ prophet မေးတယ်ဆိုရင်ဒါလေးပေါ့နော်ဒါဒီဟာဒီခွန်အားရတယ်နားမလဲတာရှိတယ်ဆိုရင်ဓာတ်ရိုက်မေးလို့ရတာပေါ့နော်အဲ့ဒီခါကျရင်ဆိုတော့ကဒီနေ့ငါဘယ်မှာ show up လုပ်ရမယ့်နေရာပြက်ကွက်ခဲ့လဲဟုတ်ပြီဒါဆိုရင်ဒုတိယချက်အနေနဲ့ဝိညာဉ်ရေးရမုံဝါခြင်းအင်္ဂလိပ်လိုနဲ့ဆိုရင်တော့ spiritual dualness ပေါ့နော်ဝိညာဉ်ရေးအားနဲ့ချက်တရားဘယ်ကနေပေါ်လာလဲဆိုတော့ဗာလေစန္ဒပြီးတော့လောဘလူချင်းတတ်မဲ့ချင်းများကပိုက်ချသိမြင်ခြင်းကိုလွမ်းမိုးသောအခါမဟုတ်ဘူးဆိုရင်အနိုင်ယူလာတဲ့အခါမှာဟုတ်ပြီဒါဆိုရင်နှစ်ရာ7နှစ်ကလေးကိုဖတ်မယ်နော်နောက်တနေ့ည
အိုးရ၌ဒါဝိဒ်သည်ညောင်းဆက်ရာမှထား၍နန်းတော်မူပေါ်မှာစင်ကြင်သွားရှင်တွင်အလွန်အစင်းလာသောမိန်းကလေးတစ်ယောက်ရေကျိုးရီကိုမြင်တော်မူ၏ထိုမိန်းမကအဘေသူနီဟုစီလွတ်၍မိမြန်းလင်အဲလက်သမီးဟိတိလူအိုရိယာ၏မယာရာဘာဒစီဘဖြစ်ပါသည်ဟုရှောက်လေ၏တပန်လူကိုစီလွတ်သဖြင့်ထိုမိန်းမကိုအထံတော်သို့ခေါ်၍စစ်တင်လေ၏နော်ထိုမိန်းမသည်မိမိအနေကြီးနေစင်ကြယ်ပုံပြ၍မိမိတို့ပြန်၏နော်ဒီမာကဒါဝိကသူစစ်တရမယ့်နေရာမှာသူသွားမယ့်နေရာမှာရှိတဲ့နေရာမှာမရှိတဲ့အခါမှာဒီလိုစုံစမ်းခြင်းတွေပေါ်လာတာဖြစ်တယ်ဒါဝိဒီမှာကြည့်တဲ့အခါမှာနော်ဒီမြန်မာလူနဲ့ကကြတော့ညဦးရန်နိုင်တယ်ဗောနော်အဲ့လေးလူနဲ့ကြည့်တဲ့အခါမှာပါလဲဆိုတော့ one evening David got up from his bed evening ပဲရှိသေးတယ် night မဟုတ်ဘူးနော်သူငယ်သားတွေကစစ်တိုင်းနေတယ်စစ်မိပြန်မှာရှိနေတယ်သူကအေးစေးပဲကိုရလို့ဆိုနတ်ချမ်းချာရောက်ပေါ့နော်ဟာသူကနေ့လယ်မှာအိတ်တယ်ဘယ်လိုကြောင်းကြောပြအိတ်တယ်ဆိုတော့မသိဘူးတော့သူကအဲ့ဒီချိန်မှာမိတ်သိမ့်တဲ့နေရာပေါ့နော်နားနဲ့အဲ့ဒါနဲ့မူသူနဲ့ပဲပြပေါ့နော်ထားလာတဲ့အခါမှာသူကကြည့်တဲ့အခါမှာအစင်းလာတော့မိမိတို့ရေကျူးတာကိုမြင်တယ်ထိကရသေးတယ်မောဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ထိုမိန်းမကပဲသူနီးဟိုရွှေရှီလွှဲ၍မီးမြန်းခိုင်းတယ်မင်းနဲ့ဆရာကြီးပြလေကရမကျွန်တော်သူပြောဖို့တာကြားဖို့ကြားလိမ့်မယ်သူက Minister Conference မှာသူပြောတာမင်္ဂလိတခါမင်္ဂလိရှိမှရှိတဲ့မင်္ဂလိတယောက်သူကြည်တာကအပြစ်မဟုတ်သေးဘူးတဲ့ဒါပေမဲ့ဒုတိယတစ်ခေါက်ကြည်တာကနေဆိုတာတဲ့မနော်ဒုတိယတစ်ခေါက်ပြန်ကြည့်တဲ့အခါဘာလို့လဲဆိုတော့တစ်ခေါက်ကြည့်တာကအပြစ်မရှိဘူးတဲ့သူကပြောတာနော်ဒါပေမဲ့နှစ်ခေါက်ကြည့်တဲ့အခါမှာအဲ့ဒီအနေပြီးတော့မှအမျိုးဒီပေါ်လာနေတာဖြစ်တယ်ပေါ့နော်အဲ့ဒီအနေပြီးတော့ဒါကြောင့်ကျွန်တော်ဒီတီးရင်ဘက်မှာဟာတာသမားတယောက်ရှိတယ်သူကကြည်တာမကဘူးเนาะဖခင်သူကဒီစာတန်ရဲ့ငါ့ကိုတွေးဆောင်မယ်ဆိုရင်ရှက်ကောင်ပါလေးနဲ့တွေးဆောင်စမ်းပါကွာဆိုပြီးအဲ့လိုမျိုးတွေဘယ်တော့မှတွေးဆောင်ခြင်းခံမှာမဟုတ်ဘူးဘာလဲဆိုတော့ open ဖြစ်တာဒါတရားခဏတွေးဆောင်စရာတော့မလိုဘူးပေါ့နော်ဒါနဲ့အဲ့ဒီမှာဒါဝိကနေပြီးတော့မှနော်သူမိမကဘယ်သူနည်းဟုတ်စီလွတ်၍မိမြန်းလင်အဲလျက်သမီးဟိတိလူဥရိယရဲ့မယားဘတ်တစီဘာဖြစ်ဒီဟုတ်ရှောက်လီဘတ်တစီဘာဖြစ်တယ်သူရဲ့စစ်ဘူးချိုးရဲ့ဇနီးတယ်ဖြစ်တယ်ဆိုတာနဲ့သူအမှရက်ရင်ရအောင်မှာဖြစ်တယ်ဒါမဲ့ဘာလို့လဲဆိုတော့ကျွန်တော်ကောင်းစင်ထဲမှာပေါ်ပြတဲ့အတိုင်းပဲသူကနေပြီးတော့မှအကျင့်တရားပြည့်ချင်းပေါ့နော်ဒီသူရဲ့လူဝင်ဆန္ဒတွေကလွမ်းမိုးခွင့်သူကနေပြီးတော့မှပေးလာတာဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ပြီးတော့တဖန်လူကိုစီလို့တပင်းသူမိမကထံတော်တို့ခေါ်၍သင်လေအဲ့ဒီမှာဒါဝိရနေပြီးတော့မှဒါငါမလို့ရမယ့်အရာဒါငါနဲ့မသက်ဆိုင်တဲ့အရာဖြစ်တယ်နော်ဒါငါစစ်မှုချုပ်ရဲ့မြူသမီးဖြစ်တယ်ဒါငါယနေ့မဟုတ်ဘူးဒါတခြား main ကလေးဖြစ်တယ်ဆိုတဲ့ဥစ္စာကိုသူကနေပြီးတော့ self discipline self control မရှိလို့သူကနေပြီးတော့မှဒီအမားကိုလုံးမိတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်ဒီလိုမျိုးလုပ်ရတဲ့အခါမှာအဖိုးအခါအမတန်မှကြီးတာဖြစ်တယ်ဆိုတာကျွန်တော်နောက်မှာဆက်ပြီးတော့မှကျွန်တော်တွေ့နိုင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေအရောက်ရှိတော့ကျွန်တော်ဒီနေ့ငါမလုပ်ရမယ့်အရာဘာလဲငါလုပ်ရမယ့်အရာဘာလဲငါနဲ့မသက်ဆိုင်တဲ့ဟာမသက်ဆိုင်ငါနဲ့မဆိုင်ဘူးဆိုပြီးတော့မှကျွန်တော်တို့တခါတလေ mind your business တခါတလေကျွန်တော်တို့က mind our business ပေါ့နော်တခါတလေကျွန်တော်တို့ကဒီခုနော်ဆက်စုတယ်ဆိုရင်တချို့ပြောတတ်တယ်နော် mind your business အမှန်ဒါတခါတလေအရင်ရေးရှိတာဖြစ်တယ်ဒါဝိရသူနဲ့မသက်ဆိုင်တဲ့ဥစ္စာ तू က mind your business လို့တယောက်ပြောရမှာဒါပေမဲ့အဲ့ဒီချိန်မှာက तू ကဗာလေဒီပွဲတိုက်ကြော်ချင်းတဲ့သဘောဖြစ်သွားတာပေါ့ဒါနဲ့ तू ကနေပြီးတော့အဲ့လိုမျိုးဒီအဲ့ဒီမှာဘောင်းမခတ်မိတဲ့အခါမှာအဲ့လိုမျိုး तू ကနေပြီးတော့အပြစ်
ကြီးမားတဲ့အပြစ်ကိုကျိုးလွန်သွားတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်ဒီချိန်မှာကျွန်တော်ကိုရက်စကလုံးတစ်လုံးအရန်သဘောကျတယ်ဗျအန်ဒေနုံဂောနွန်အန်ဒေနုံဂောယာအာမင်နော်အန်ဒေနုံဂောနွန်အန်ဒေနုံဂောယာဒါကအားလုံးဝငါနဲ့မသက်ဆိုင်တဲ့အရာဖြစ်တယ်ဒါစုံစမ်းတဲ့ရှင်တော့ဝင်လာနိုင်မှာဖြစ်တယ်နော်ဒီကျွန်တော်ဒီမှာဒီအဲ့လိုမျိုးပြောတဲ့အခါမြို့သားတွေကိုကြီးပဲပြောချင်တာမဟုတ်ဘူးနော်မိန်းကလေးတွေလည်းကျွန်တော်ကမိန်းကလေးမဖြစ်ဘူးတဲ့အခါကျတော့သူတို့ခံစားချက်ပဲလူရှိလဲတော့မတိဘူးတော့အဲ့လိုခက်စင်စင်လေးတွေရှိမှာဖြစ်တယ်နော်ဒါနော်ဒါကြောင့်ကျွန်တော်ကစံစာထဲမှာတော့ဟိုပေါ့ prodigal son ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာလေ prodigal mother prodigal father တချို့ဆိုရင်တော့မှ prodigal pastor တော့မှရှိနိုင်တယ်ဖြစ်တယ်ကျွန်တော်တို့ဘောင်မခတ်ထားဘူးဆိုရင်ဒါကဘယ်နဲ့တော့ကြီးမားတဲ့ပြစ်ဖြစ်လဲဆိုတာကိုကျွန်တော်တို့ကတတိမထားမိဘူးဆိုရင်ကျွန်တော်တို့လည်းမားနိုင်တာဖြစ်တယ်ကျမ်းစာထဲမှာတော့နော်ဒီ prodigal son ဆိုတာကျွန်တော်မြန်မာလိုဘယ်လိုပြောလဲဘာတီးရင်လူနဲ့ဆိုရင်တပတ်တိုင်မှန်ပါပေါ့နော်အဲ့ဒါကိုကျွန်တော်မြန်မာလူနဲ့ဘယ်လိုပျောက်တော့သားနော်ကျွန်တော်ကျမ်းစာထဲမှာပျောက်တော့သားလို့တာပြောတာနော်အခုချိန်မှာပျောက်တော့ဖခင်ပျောက်တော့မိခင်ရှိတယ်နော်ဟုတ်တယ်လေကိုမျိုးသားနဲ့စကားမပြောဘဲနဲ့ကိုမျိုးသမီးနဲ့စကားမပြောသူများမျိုးသမီးနဲ့အချာကြီးဖုန်းပြီးပြောတာအဲ့ဒါတွေကမမိုက်ဘူးအခုကျွန်တော်တို့တော့ထားခဲ့ပြီးပြီနော်အမေရိကန်မှာအခုပြီးခဲ့တဲ့အောက်တိုဘာလတုန်းကဒီလောက်ကြံခံရတဲ့ဒီဆရာကပြောတာပါလဲဆိုတော့မင်္ဂလာဆောင်တဲ့အခါမှာနဲ့နော်ယောက်ျားတွေဝတ်ရတဲ့ဥစ္စာနဲ့ပြီးတော့မှဂျပန်အခန်းကိုသွားတဲ့အခါမှာယောက်ျားတွေဝတ်ဆောင်အတူတူပဲတဲ့အဖြူနဲ့အနက်နဲ့အဖြူဘာလို့လဲဆိုတော့ဂျပန်သွားတဲ့အခါမှာone day ကြောင်းတည်ဆုံးပြီးသွားကြောင်းပြောတာဖြစ်တယ်ပေါ့နော်မင်္ဂလာဆောင်တဲ့အခါမှာလေယောက်ျားကသူ့ဝတ်စားဆင်ရင်ချင်းနဲ့သူပေါ်ပြတာဖြစ်တယ်ငါကဒီမိန်းမနဲ့လက်ထပ်တာဖြစ်တဲ့အတွက်နော်ငါရဲ့အလိုပြိုသွေးဒီနော်ဟိုမှာမဟုတ်ကစဉ်းစားတတ်တဲ့ယာရီပေါ့နော်မြို့သမီးတယောက်ပေါ့နော်အမျိုးသမီးမတိဘဲနဲ့ဆက်သွယ်တဲ့အရာတွေ message ပို့တဲ့ဥစားတွေပေါ့နော်ပြီးတော့လူငယ်စကားနဲ့ပြောမယ်ဆိုရင်ဖွန်ကြောင်စင်တဲ့စိတ်တွေလည်းငါတယူလိုက်ပြီဆိုတဲ့သဘောဖြစ်တယ်တဲ့အာမင်သူ့ဘဝစားကပေါ်ပြတာသူ့ဘဝစင်ချင်းကပေါ်ပြတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုမျိုးရှိမှအဲ့လိုမျိုးဘောင်ခတ်ထားမှဖြစ်နိုင်မှာဖြစ်တယ်ဒါကြောင့်ဖျားကြောက်ချင်းဖျားကြောက်လို့နော်ကျွန်တော်ပြီးခဲ့တဲ့ဒီ camp တုန်းကကျွန်တော်ကားမောင်းရင်းနဲ့အမှဒီဆရာမကဒီတရားဟောခြင်းတပုတ်ဖွင့်ပြီးတော့စူးလင်းတို့လင်းမရနဲ့ကျွန်တော်၄ယောက်ပေါ့နော်ဘယ်သူမှမရှိချင်တဲ့ truck ကားစီးရင်းနဲ့အဲ့ဒါနားထောင်ပြီးတော့အင်မတန်မှခွန်အားရတယ်ဘာလို့ဘယ်သူမှမရှိချင်တဲ့ကားလို့ပြောလဲဆိုတော့ကျွန်တော်တို့ကားနဲ့စီးငါတာတစီ van တစီရတယ်တစီက truck ပေါ့နော်ပစ္စည်းတင်တဲ့ကားဆိုတော့အဲ့ဒါဘယ်သူမှမရှိချင်တော့ကျွန်တော်၄ယောက်နော်စီးတယ်အဓိကပြောချင်တဲ့အရာကဘာလဲဆိုအဲ့ဒီချိန်မှာကျွန်တော်ဖွင့်လိုက်တဲ့ဆရာမဖွင့်ပေးတဲ့တရားဟောချက်ကအဲ့ဒီမှာဆရာတယောက်ပေါ့နော်နာမည်တော့ဒီ2 now set 2 now set ပေါ့နော်အဲ့ဒီအဆိုတော်လို့ပြောတယ်ပေါ့နော် तू မပြောင်းလဲခင်တော့ကအဖြစ်ပြက်ဟို तू ဝင်ငါတာဖြစ်တယ်တက်တယ်ဝင်ငါတာဖြစ်တယ်ဒါနဲ့သူအမဒမဆိုင်ပင်းနေတဲ့အချိန်မှာအရက်ဆိုင်သွားတယ်အရက်ဆိုင်သွားတဲ့အခါမှာအရက်ဆိုင်မှာလူတယောက်သူတွေ့ရတယ်အဲ့ဒီတယောက်ကဒီကျွန်တော်တို့တီးတင်ဘက်ကလူငယ်တယောက်ရှိတယ်သူကအရက်ဆိုင်မှာဖြိုဖိတယ်ဂီတာတီးတယ်သို့တော့သူအရက်မတောက်ဘူးဒါနဲ့ तू ကအဲ့ဒီဆိုတော့ကမချီနာဘူးဘာလို့လဲဆိုတော့ तू ကအဲ့ဒီရက်ဆိုင်မှာအင်ရှင်လူဖြစ်နေပြီဝင်လိုက်ထွက်လိုက်နဲ့ပြီးတော့အရက်ဆိုင်မှာ तूအရက်ဆိုင်ကိုရောက်ပြီဆိုရင်တော့အရက်ကိုတောက်ရမယ်ဆိုပြီးတော့မှ तू ကနေပြီးတော့နှစ်ခွက်ယူပြီးတော့မှဒီသူ့ပေးလိုက်တယ်တစ်ခွက် तू တောက်ဘူးတစ်ခွက် तू တောက်ဘူးယူလာတဲ့အခါမှာအဲ့ဒီတယောက်ကဘာပြောလဲဆိုတော့ကျွန်တော်မတောက်ဘူးဘာလို့မတောက်မှာလဲဖယားကြောက်လို့အာမင်ဖယားကြောက်လို့မိတ်ဆွေကဘယ်နှခါအရက်ညင်ဘူးလဲဖယားကြောက်လို့မိတ်ဆွေကဘယ်နှခါညင်ဘူးလဲဖယားကြောက်လို့
နော်အပြစ်လုပ်ဖို့ရဘယ်နှခါမိတ်ဆွေညင်ဘူးလေအရန်ကြီးကြီးတယ်နော်အာမင်ကျွန်တော်တို့ဖခင်ကိုကြောက်ရကောင်းမှန်းသိတယ်ဒါမဲ့လေတခါတလေဖခင်ကိုမကြောက်တယ်လို့ပဲဖခင်ကိုမရှိတယ်လို့တော့တက်ရှင်တာများတယ်နော်တခါတလေအဲ့လိုပြောတဲ့အခါမှာကျွန်တော်လည်းစင်ချင်မိတာဖြစ်တယ်ကျွန်တော်တို့ကဖခင်လို့ခေါ်ပြီးတော့ပါဗောနော်ဒါမဲ့နှလုံးသားထဲမှာကိုယ်ယူကားရတွေဖြစ်နေတဲ့ခြေတွေရှိတယ်ဒါကြောင့်ကျွန်တော်ခုံအားပေးခြင်းနဲ့ကျွန်တော်ယုံကြည်သူကဖခင်ကြောက်လို့အာမင်ဖခင်ကြောက်လို့ငါဖခင်ကြောက်မပြည့်ရဲဘူးအာမင်ဖခင်ကြောက်လို့ငါမချီးမွမ်းမဲမနေနိုင်ဘူးဖခင်ချစ်လို့ငါမချီးမွမ်းမဲမနေနိုင်ဘူးဖခင်ကြောက်လို့ဒီနေ့ငါအစီဝဲပြည့်လို့မရဘူးအာမင်ဖခင်ကြောက်လို့နော်ငါကျွန်တော်တို့ကကြတော့တခါတလေဖျားထက်တော်မှတတိတွေကိုအလုရှင်ပူကြောက်တယ်လို့ရှိတယ်အလုံးမှာတော့လုံးဝမပြည့်ရဲဘူးဒါနဲ့ဖျားเจ้าပြည့်တာတော့ပြည့်ရဲတယ်ပြန်စဉ်းစားကြခါဒီစဉ်းစားရင်လေဆရာဆန်သူပြောတယ်လို့တိုက်ဆိုင်ရင်ခွက်လို့ဘူးမဟုတ်ဘူးစင်ချင်းဆရာမဆူဇာနာမင်းပြောတယ်လို့တိုက်ဆိုင်ရင်စင်ချင်းနော်ဘယ်သူမှတိုက်ရပြောချင်တာမဟုတ်ဘူးအဲ့လိုမျိုးရှိတတ်တယ်ကျွန်တော်ကိုနိုင်ကလည်းအလုပ်လုပ်တာလည်းလိုမျိုးရှိလုံးဝမဖျားချင်ဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်အလုပ်လုပ်တော့ဆိုရင်ဖျားရင်လည်းပိတ်ရမှာပဲဖျားပေးတယ်အဲ့ဒါကျွန်တော်ကျေးဇူးတော်ချီးမွမ်းတယ်အဲ့ဒါကြောင့်ဘောနော်ကျွန်တော်ဆုတောင်းရင်တောင်းတယ်လို့ကဖျားကပေးတယ်နော်ဒါကြောင့်ကျွန်တော်အဓိကပြောချင်တဲ့အရာကဖျားကြောက်လို့အဲ့လိုမျိုးသိရှင်ဖို့အရန်ကြီးရှိတယ်ဆိုတာဗောနော်ဟုတ်ပြီစာမရှိတော့ဘူးတတိယချက်သွားမယ်ဘာလဲဆိုတော့ရှင်ကန်ဒီဟုတ်ပြီချက်တော့နောက်ဆုံးနော်နောက်ဆုံးချက်ဖြစ်တယ်ဘာလဲဆိုတော့ကျွန်တော်တင်းသားတွေဆိုရင်နောက်ဆုံးဆိုအမှန်တရားသူတို့အရန်ကြိုက်တယ်ဟုတ်ပြီနော်အခွင့်အခါအာဏာကိုဆုံးသွားတယ်ဘယ်လိုဒီမျိုးချိန်မှာလဲအေးစေတက်တာချင်းကဩဇာလွှမ်းမိုးလာတော့အခါဒါဝိယနေပြီးတော့မှအဲ့လိုမျိုးသူကျွန်တော်လိုက်မိတဲ့အခါမှာသူအခွင့်အာဏာဒီတိတ်ခါဒီချတာဘယ်သူကမှသူစုတ်ချတာမဟုတ်ဘူးသူကူသူနော်သူမရှိတဲ့နေရာမရှိတတ်ရမယ့်နေရာမှာရှိမတိုက်ဘဲနဲ့နော်နေလေတဲ့အိတ်သေးတယ်နော်အဲ့မှာကြည့်တဲ့အခါမှာနော်ကောင်မလေးပဲပြောမလားနော်ဘာတစီပေါ့မြင်လိုက်တယ်အဲ့မှာသူအဲ့ဒီချင်းနဲ့မနာဘူးသူကနေပြီးတော့နော်မဖြစ်အောင်ပြမာသေးတဲ့အခါမှာအဲ့လိုမျိုးဖြစ်သွားတယ်ဒါနဲ့အချက်သုံးပါကကြတော့နာတန်ကနေပြီးတော့မှပြောရရဖြစ်တယ်ပေါ့နော်နေ့ရာ7နှစ်ကိုတင်ဒီထာဝရဘုရား၏ပဏိတရားတော်ကိုမထီမဲ့မြင်ပြု၍ရှိတော်၌တွေ့ဆက်ကိုအဘယ်ကြောင့်ပြုပြီးသနည်းနာတန်ဒါဝိကိုပြောပြီးဒါနဲ့30မှာတဲ့အဆွေမျိုးတို့သည်ထားပြီးနဲ့အရှင်တွေ့ကြုံရလိမ့်မည်ဘယ်လောက်ကြောက်စရာကောင်းလဲသူကမထီမဲ့မြင်ပြုတဲ့အခါမှာဘုရားကိုမထီမဲ့မြင်ပြုတယ်လို့ဒီမှာကိုမှာပြောရတဲ့အတိုင်းပဲဘယ်နဲ့တရားကိုမထင်မြင်ပြုတဲ့အခါမှာပထမဆုံးကြိုးကဘာလဲဆိုတော့တဲ့အဆွေမျိုးတို့ဒီထားပြီးနဲ့အရှင်တွေ့ကြုံရလိမ့်မည်တဲ့ပြီးတော့မှ7မှာတဲ့မျက်မှောက်တွင်တင်းနှင့်မယားတို့ကိုငါယူ၍တဲ့တဲ့အိမ်နီးချင်းနဲ့အပ်သဖြင့်သူဒီနီရှိမှာတင်းဤမယားတို့နဲ့ပေါင်းပေါ်လိမ့်မည်အရာအမတမဝမ်းနဲ့ရှာကောင်းတော့ဖြစ်တယ်7မှာတင်းဒီအမှုကိုမထင်မရှားပြုတော်လဲနီရှိမှာငါလမ်းပြမည်ပြီးတော့မှ73မှာဒါဝိကလည်းနော်ဒီမှာအမတမဒါဝိဒါကြောင့်ဒါဝိကဒါဝိဖြစ်တာဖြစ်တယ်အဲ့လိုမျိုးဘုရားကဖော်ပြလိုက်တဲ့အခါမှာ तू ကစင်ချင်မြူးမြူးမပေးတော့ဘူးဒါကြောင့်ပါနော်မပေးတော့ဘူး तू လုံးဝဝင်ခံသွားတယ်ဒါဝိကလည်းငါသည်ထာဝရဘုရားကိုပြစ်မှားပါပြီဟုတ်နာတန်အားဝင်ချ၍အာမင်ဘုရားကကိုဖော်ပြပြီးဆိုရင်စင်ချင်မပေးဘဲနဲ့ဒါဝိကဲတော့ထာဝရဘုရားငါပြစ်မှားပြီဟုတ်ဝင်ခံတတ်တော်သူဒီဖြစ်ပေါ်ရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေဒါဝိကနေပြီးတော့14မှာကဲ့ရဲ့ဆရာအခွင့်ကြီးကိုထာဝရဘုရားယံသူတို့ကပြီးသောကြောင့်ယခုမြင်သောသားသည်ဆက်တည်ရမည်ဒီမှာမြန်မာလူနဲ့ရေးတဲ့အခါကဲ့ရဲ့ဆရာအခွင့်ကြီးကိုပေါ့နော်ထာဝရဘုရားယံသူတို့ကပြီးသောကြောင့်အဲ့ဒီပြီးတော့မှပထမအစိုးကျိုးကဘာတစီပါနဲ့ရတဲ့ကလေးဆုံးရှုံးသွားတယ်ပြီးတော့အဲ့ဒါမကဘူးသူရဲ့တာဦးဆိုတာအမဒါမနော်အာကိုရတာမျိုးလင်းရတာနော်ကျွန်တော်မြို့သမီးကိုဝင်ရှိလာတဲ့အခါမှာကျွန်တော်ယောက်ျားဖြစ်ဖို့ကျွန်တော်ဆုတောင်းတာ
ကျွန်တော်မျိုးသမီးပြန်ပြောတယ်ပေါ့နော်အဲ့ဒီမှာယောက်ျားမဖိခဲ့ဘူးဆိုဘယ်လိုလုပ်မှလဲတဲ့ပေါ့နော်ကျွန်တော်တို့ကနည်းနည်းစီးကြသေးတယ်ထင်တယ်ပေါ့နော်ဘာလဲဆိုတော့တာဦးကတော့ယောက်ျားဖြစ်မှဒါနဲ့ဒီမှာဒါဝိရလည်းအမတမမျောလဲမှာဖြစ်တယ်သူတာကြီးအမ်နွန်သူတာကြီးအမ်နွန်ကနော်သူနိဒီသူအမပေါ့နော်သူအမဖေးမတူမအေကွဲတော့မဟုတ်ဘူးဖေးသူမအေကွဲပေါ့နော်သူပြောတယ်ပေါ့နော်အမျိုးပဲလူတော်တယ်ဖေးမတူမအေကွဲဆိုပြီးတော့မပြောတာလေပေါ့နော်ဒီမှာသူကဖေးသူတယ်မအေကွဲတယ်ဒါနဲ့ဒါဝိယနေပြီးတော့အဲ့လိုမျိုးကြိုးလို့မိတဲ့အခါမှာသူဘောင်မခတ်မိတဲ့အခါမှာသူက self control self discipline မလုပ်မိတဲ့အခါမရှိတဲ့အခါမှာသူသားကြီးရနေပြီးတော့မှာနော်သူရဲ့နမတာမကိုမာဖို့ဖြစ်သွားတယ်သူရဲ့နာမကိုသူချစ်မိတယ်တဲ့သူကဂျောနသန်ရဲ့ညီမအမဒါဆင်းလာတယ်လို့ပြောတယ်ဒါမဲ့သူကလည်းဘောင်ခတ်တဲ့နော်သူကဘောင်မခတ်လိုက်ဘူးသူ့နမကိုချစ်တယ်သူကချစ်ကယူဒတဲ့ချစ်မဟုတ်ဘူးအဲ့လိုနဲ့နော်အဲ့လိုနဲ့သူကနေပြီးတော့အကြံတောင်းတယ်အဲ့ဒီခါမှာသူကညှို့ငယ်တဲ့ခါမှာသူရဲ့ဒါဝိရဲ့အကူရဲ့သားဂျိုနာဒက်နော်ဂျိုနာဒက်အဲ့မှာဓမ္မယုံဒုတိယဆောင်73မှာပေါ်ပြထားတယ်ဂျိုနာဒက်မိတ်ဆွေကဘယ်သူဆရာကြံတောင်းလဲဆိုတာအဲ့မှာတော့အရေးကြီးတာဖြစ်တယ်ဂျိုနာဒက်ကဘာပြောလဲဒါအဖျားယောင်ဆောင်ပြီးတော့မှနော်ဒီသမင်းကျွေးခိုင်းပါအဲ့ဒီချိန်ကနေပြီးတော့အခွင့်ယူပါဆိုပြီးတော့ကျွန်တော်ဒီနေ့ဒီချိန်ကမှာဘယ်သူဆရာနေပြီးတော့အကြံယူလဲဆိုတာလည်းအမှန်တမ်းအရေးကြီးတာဖြစ်တယ်ဒါကြောင့်ဒီနေ့ခြုံပြီးတော့မှကြည့်မယ်ဆိုရင်ဒါဝိရနေပြီးတော့သူရှိထားတဲ့နေရာမှာမရှိဘဲနဲ့စစ်မတိုက်တဲ့အခါမှာသူအင်ဂျေရုဆလင်မှာနေတဲ့အခါမှာသူနေလေအဲ့ထွက်လာတဲ့အခါမှာသူဒီမြင်တာကြတော့တားလို့မရဘူးမြင်တယ်ဒါပြည့်အဲ့ဒီချိန်မှာသူကဒီ back ရထိုးပြီးတော့မှ U turn လုပ်ရမှာဖြစ်တယ်ကျွန်တော်တခါတည်း U turn လုပ်ဖို့လည်းအရင်ကြီးတယ်နော် back ရနော် back ရမရှိတဲ့ကားစီးဘူးကြလားမသိဘူးနော်ကျွန်တော်အတိတယောက်ရှိတယ်ဆိုသူကအမေရိကန်မှာကျောင်းတက်တုန်းကသူက back ရမရှိဘူးတဲ့စဉ်းစားကြည့်အဲ့ဒီချိန်မှာ back ရမရှိရင်လည်းနောက်ဆုံးလို့မရရင်လည်း U turn လုပ်ရတာပဲနော်ဒေးဗစ်ကနေပြီးတော့မှ U turn မလုပ်မိတဲ့အခါမှာအဲ့လိုအမှားမျိုးဖြစ်သွားတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေရောက်စီတယ်ယောက်ျားလေးပဲဖြစ်မိန်းကလေးတွေဖြစ်ကျွန်တော်တို့ကဘောင်ခိုင်းရမှာဖြစ်တယ် self discipline self control ရှိရမှာဖြစ်တယ်မိတ်ဆွေကိုယ်တိုင်ကချုပ်တီးဖို့ခက်တဲ့အချိန်ရှိမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီချိန်မှာပါလေဘုရားရှင်ကကျွန်တော်တို့ကိုနေဖို့ရန်တန်ရှင်းသောဝိညာဉ်တော်ကိုပြီးသွားပြီဖြစ်တယ်အာမင်တန်ရှင်းသောဝိညာဉ်ကျွန်တော်တို့ကန္နာကိုကင်းကောင်းပြီးသွားပြီလိုအပ်တဲ့ချိန်တိုင်းမှာကျွန်တော်တို့ကထုတ်သုံးမှုအရေးကြီးတာဖြစ်တယ်အာမင်တဘောမတူကြဘူးလားမသိနော်အာမင်ကျွန်တော်အဲ့လိုလုပ်လေးရှိတယ်ဘာလဲဆိုတော့တက္ကသိုလ်ကျွန်တော်ကအရင်တုန်းကကလေးတွေအင်္ဂလိပ်စာသင်ဘူးတာဟုတ်သင်ဘူးတဲ့ခါကျတော့အဲ့လိုမျိုးဆရာလုပ်ဘူးတဲ့လူတွေကတော့နော်ဒီအဲ့လိုပဲပြန်ပြီးတော့အဖြေရမှပဲချိန်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဝိကဲတော့နော်ဒါဝိကဲတော့မားခဲ့တော့လဲသူ့အပြုတ်ဘုရားဆက်ပေါ်ပြတဲ့အခါမှာလဲပြီးတော့မှဝင်ချတောင်းပန်တတ်တော်သူဖြစ်ပါစေဒါဝိအဲ့လိုတောင်းပန်လိုက်တဲ့အခါမှာဘုရားမျက်နှာတာပြန်ရသွားတယ်သူအသက်တာချမ်းသာခွင့်ရတယ်အမှန်ဆိုရင် तू ကဘယင်ဖြစ်ပြီးမဲ့လေဘုရားကသူ့ကိုအသက်ရုပ်သိမ်းလို့ရတယ်တော့နာသန်ကပြောတယ်မင်းမသေးရဘူးတဲ့မသေးဘူးဒါဝိအနေနဲ့တောင်းပန်လိုက်တဲ့အခါမှာကဘာမှာအခုချိန်ထိနာမည်ကျော်ဆုံးအကျော်ကြားဆုံးဆောလမုန်ဘုရားရှင်ကနေပြီးတော့ပြင်ဆင်ပေးတာဖြစ်တယ်သူရဲ့နာမ်ကိုဆက်ခံခွင့်ဘုရားကပေးတာဖြစ်တယ်အဲ့ဒီချိန်မှာဒါဝိကမတောင်းပန်ခဲ့ဘူးဆိုရင်ဝင်မချခဲ့ဘူးဆိုရင်ငါဘယင်ပဲဆိုပြီးတော့နာတန်ကို तू တတ်လို့ရတယ်ဒါပေမဲ့ तू အဲ့လိုမလုပ်ဘူး तू ကဝင်ချတောင်းပန်လိုက်တဲ့အခါမှာဘုရားကနေပြီးတော့မှလုံးဝနော်ကဘာမှာနော်ဆောလမုန်ဆိုမယုံကြည်သူတော့ဒီအတော်မှတည်တဲ့ဆောလမုန်ဖြစ်တယ်ဆောလမုန်ကိုဘုရားရှင်ကနေပြီးတော့သူဗိတ်သိပေးတယ်ဆောလမုန်ကနေပြီးတော့မှဗိတ်မှန်တော်ကြီးကိုတိဆောက်တယ်ဘေဆောလမုန်ဒီနေ့အချိန်ထိကျွန်တော်တို့ကပညာယူရတဲ့အကြောင်းကဘာလဲဆိုတော့ဒါဝိရဲ့ပြန်လဲပြီးတော့မှဝန်ချတောင်းပန်တတ်ခြင်းဖြစ်တယ်မိတ်ဆွေတခါတည်းကျွန်တော်မာမိလိမ့်မယ်မာမိတယ်ဆိုရင်တောင်းပန်ရအောင်ဝန်ချတောင်းပန်ရအောင်ဘုရားရှင်ကမေတ္တာရှင်ဖြစ်တယ်
အာမင်ရောက်ရှိတဲ့ဖခင်ကြီးကောင်းချီးပေးပါစေတရားဒေသနာဝင်ဖြပြတော့ပေးသွားတဲ့ဆရာတော်ကဖျားရှင်တာ၍ကောင်းချီးပေးပါစေကျွန်တော်တို့ဒီနေ့ညCMC အတင်းတော်ရဲ့ Vice Chairman ပြောပြီးသွားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ CMC ကနေပြီးတော့ပြင်ဆင်ပေးထားတဲ့ကောင်းမှကောင်းစက်သားဆန်ပြုတ်ကိုအားလုံးသုံးဆောင်ပေးဖို့ရန်အတွက်ထပ်မံပြီးတော့ဖိတ်ကြားလိုပါတယ်CMC မင်းတို့ဗီလတေခါမင်းတို့sampiukan ID tikan khulban tukin khan tinchot lawin khan khoya kan chongta nalai timi kha upale ne thong anin than ha yane nya ma chonoru CMC atin no ka ne bro chono nene le po pya se no chono le chonoru atin no ane ne ja ro athu ko ma kaungji mingla khan sa ya de lo chonoru pyo cha lo ba de ba lo le so ro chonoru ha kha lo ja ro thachwa for tu so re saka shi e pon no ara ba adait pe le so ro chonoru ko kaungji mingla mya swa yu sang la pe de so pi ro tai yai ba ta pyan lo ya e pon no ara ba le so ro chonoru shi ma pyo twa de dan be chonoru CMC atin no ma yakhu lo myo chonoru bama saka ne wit pyoผู้ใหญ่အတွက်ကျွန်တော်မှတ်မိတဲ့လောက်တော့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ညမှာလဲကျွန်တော်တို့ဒီက BMCC အတင်းတော်နဲ့ဝတ်ပြုတ်ပွဲလုပ်တဲ့အခါမှာကျွန်တော်တို့ဗမာလူနဲ့လဲအောင်မြင်ပြီးဆုံးผู้ใหญ่အတွက်လဲကျွန်တော်တို့ကကျူးစားပြီးတော့လောက်ကြတာပေါ့နော်ဒီဟာလဲကျွန်တော်တို့လုံနိုင်တာမဟုတ်ပါဘူး BMCC အတင်းတော်ရဲ့ကျွန်တော်တို့ကိုကောင်းကြီးမင်္ဂလာယူဆောင်ပေးလို့ပဲကျွန်တော်တို့အောင်မြင်အောင်လုံနိုင်တာဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ထပ်ဆောင်ပြီးတော့ပြောကြားလိုတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီနေ့ညမှာကျွန်တော်တို့ထပ်မံပြီးတော့တောင်းပန်ပြီးတော့နားလေပေးစေချင်တာတစ်ခုကကြတော့ကျွန်တော်တို့ကဒီအနောက်မှာ PowerPoint screen ကြီးရှိရတာနဲ့ဘာလို့မသုံးလဲဆိုပြီးတော့စဉ်းစားကောင်းစဉ်းစားနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီဟာကကျွန်တော်လွန်ခဲ့တဲ့2ပတ်3ပတ်ကတည်းကသူကတိတ်ပြီးတော့အဆင်မပြေဖြစ်ခဲ့တာပေါ့နော်ကျွန်တော်တို့ပြင်နေပြန်ရတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒီဖက် system ပိုင်းမှာကျွန်တော်တို့ကင်တွယ်ရတဲ့လူတွေအနေနဲ့ကြတော့အထူးအသေးတွေလာရဲဆိုရင်ကျွန်တော်တို့အကြီးကျယ်ပြင်ဆင်တာပေါ့နော်အကြီးကျယ်ပြင်ဆင်လေဆက်ကမရလေအဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲကြောင့်မို့ဒီဖက်တစ်ဖက်ချမ်းကိုပဲအသုံးပြုတ်ပြီးတော့လောက်ရတဲ့အတွက်လေဒီဥစ္စာလေးတွေကိုကျွန်တော်တို့ဒီဟာကြတော့ကိုရီးယားအတင်းတော်ကိုငှားရတာဖြစ်တဲ့အတွက်စနေနေ့မှာသူတို့ကိုဖုန်းခေါ်ပြီးတော့ပြင်ပေးဖို့ရန်အတွက်ကြတော့ခေါ်ဖို့ရန်အတွက်ကြတော့ကျွန်တော်တို့ကနေပြီးတော့ခေါ်ပြီးတော့အဲ့လိုမျိုးပြောပေးဖို့ရန်အတွက်ကြတော့နည်းနည်းအဆင်မပြေတာလေးတွေရှိတာဖြစ်တဲ့အတွက်ဒီအနောက်ကမသုံးဘဲနဲ့ဒီဖက်တက်တက်လေးကိုပဲအဝဲမုံနဲ့လူတွေအတွက်ကြတော့တရားကိုတောင်မှပင်ပန်းနဲ့ကြည့်ယူရတဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒီဥစ္စာလေးတွေကိုလည်းနားလည်ပြီးတော့ခွင့်လွှတ်ပေးစေချင်တယ်ဆိုတဲ့ဥစ္စာကိုနောက်ဆုံးအနေနဲ့ပြောကြားလိုပါတယ်ဆက်လက်ပြီးတော့အခုတော့ကျွန်တော်တို့ရဲ့ကုံတော်ချင်းမွန်းချင်းကိုအပိတ်ဆူတောင်းပေးဖို့ရန်အတွက် CMC အတင်းရဲ့တင်းအောက်ဆရာတော်ဖြစ်တဲ့တိတ်ခါတော်ရဆရာတော် Reverend ထုံကုန်းကိုဖိတ်ခေါ်ပါတယ်အလုံးမတည့်ကြပါစို့ဒီညာမွေမြတ်လာတော့အေချမ်းလာတော့ညချမ်းချင်းမှာအင်ဘိမန်တို့အောက်မှာအတူတကွချီးမွမ်းလျက်တရားဒေသနာကိုခံယူကြသောယုံကြည်သူအယောက်စီတိုင်းအပေါ်၌အဖခမီရိုဤမေတ္တာတော်သာတော်သခင်ခရစ်တော်ဤကျေးဇူးကရုဏာတော်နှင့်တန်ရှင်သောဝိညာဉ်တော်ဤမေတ္တာဖွဲ့ခြင်းကိုယ်ကမဆခြင်းအလုံးစုံတို့သည်ယခုမှစ၍ကာလအစီမဲတည်ရှိတည်နေပါစေသောအာမင်အလုံးကျေးဇူးတင်ပါတယ်